တော့ကျွန်တော်တို့မနေ့ကတော့ကျွန်တော်တို့ IT ဆိုတာပါလေနောက်တစ်ခုကျွန်တော်တို့ဒီမှာ IT fee မှာကျွန်တော်တို့ဘာလိုမျိုးကျွန်တော်တို့လုပ်ငန်းတွေနဲ့ဆက်ဆက်မှုရှိလဲ IT fee ကဘာမှတွေသုံးလဲဒါလေးတွေပြောခဲ့တယ်နောက်တစ်ခုဒါကွန်ပျူတာဆိုတာမျိုးစားဘယ်နှမျိုးရှိလဲဒါเนาะအဲ့တော့အဲ့ကွန်ပျူတာမှာပဲကျွန်တော်တို့ကတူရလေးတွေကိုကျွန်တော်တို့စုလိုက်တဲ့ခါမျိုးကြလို့ရှိရင် unit တွေကျွန်တော်တို့ထွက်လာတယ် unit 5ခုရှိပါတယ်ဆိုတာလည်းပြောခဲ့တယ်အဲ့တော့ကျွန်တော်တို့နေ့ကပြောခဲ့တဲ့ကွန်ပျူတာ types of ကွန်ပျူတာမျိုးစားမှာ RISC ရှိမယ် personal computer ရှိမယ် CISC ရှိမယ်ဟုတ်ပြီနော်အဲ့တော့ဒီကျွန်တော်ကတော့ဒီဘိုင်းမှာ personal computer ဆိုတဲ့တကွေသုံး computer တွေရဲ့အကြောင်းကို system အကြောင်းကိုနားလည်အောင်ကျွန်တော်ပြောပြမှာဖြစ်ပါတယ်အဲ့တော့ကြံတဲ့ဟာလေးတွေကလည်းကျွန်တော်တို့သိရင်းနဲ့ဒါပါလာပါလိမ့်မယ်နော်ကြံမဲ့ပါဒါလေးတွေပါလာပါမယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ personal computer ဆိုတဲ့အကြောင်းကိုကျွန်တော်လေ့လာပါဒီမှာဆိုရင်တော့ကျွန်တော်ဒီမှာ CompTIA ဆိုတာအကြောင်းလားမသိဘူး CompTIA ဒီမှာညာဘက်အောက်လေးမှာရေးထားတယ်ဘူးလားမသိတွေ့လားမသိရှယ်ထားတွေ့ရနော်တွေ့ပါမယ်ဟုတ်ကြားဘူးပါတယ်ဟုတ်ဘာ CompTIA ဆိုတာကျွန်တော်ဘာလို့သိထားလဲမသိဘူးအဲ့လိုဒီ ID မိုင်းနဲ့ပတ်သက်တဲ့ဟာတွေကိုသင်ပေးတဲ့အဖွဲ့အစည်းတစ်ခုလို့သိဟုတ်ပါတယ်ဗျာဒီကျွန်တော်တို့ကနော် certificate line ပေါ့နော်အဲ့မှာလည်းကျွန်တော်တို့ကပြောစရာရှိတာနော် certificate line တွေကျွန်တော်တို့က2မျိုးရှိပါတယ် certificate line မှာနော် certificate ရှိတယ်ကျွန်တော်တို့ bachelor ရှိတယ် bachelor တော့ကြားဖို့မှထင်ပါတယ်နော်ကြားပါတယ် bachelor ကျွန်တော်တို့ BSc BA ဒါမျိုးတွေပေါ့နော်BSc Maths BSc Physics BSc Chemistry ဒါတွေ bachelor ဘွဲ့နောက် certificate ဆိုတော့ကျွန်တော်ဒီမှာအပြင်ကနေကျွန်တော်တို့ view ရတဲ့ certificate တွေရှိတယ်ပေါ့နော်အဲ့နှစ်ခုရဲ့ကွာခြားချက်ကလေးကျွန်တော်နည်းနည်းလေးဆွေးနွေးပေးချင်ပါတယ်အဲ့နှစ်ခုဘာကွာမယ်လို့ကြောင်းကြောင်းများသိထားလဲသိလည်းမသိcertificate နဲ့ bachelor ဆိုတဲ့ degree ပေါ့နော် degree ဘွဲ့နဲ့ဘာကွာမလဲသင်ရတဲ့အချိန်กว่าမယ်ဆရာသင်ရတဲ့ certificate ကအချိန်တိုမယ် bachelor နှစ်လည်းရှိပြီအချိန်ပိုကြာဟုတ်တယ် bachelor ဒီကျွန်တော်တို့ကအချိန်ပိုကြာ certificate ကပိုမြန်တယ်ဟုတ်ကဲ့โอเคအဲ့တော့ကျွန်တော်နည်းနည်းထပ်ပြီးပြောမယ်ဆိုမှတ်ပါတယ်ကျွန်တော်တို့အချိန်အဖြစ်တော့ကျွန်တော် certificate ဒီ short course တွေများပါတယ်နော် bachelor ကကျွန်တော်တို့ကအနှစ်နဲ့ချီပြီးတော့တက်ရတာပေါ့နော်ဒီလိုမျိုးရှိတယ်ဟုတ်ပြီကျွန်တော်တို့က bachelor degree တစ်ခုရပြီဆိုလို့ရှိရင်ဥမာမောင်ဘသူငါဘသူ BSc ဘာညာ MSc ဘာညာရပြီဆိုရင်အဲ့ဒီဘွဲ့ဒီအဲ့ဒီ degree ဒီကျွန်တော်တို့ပြောမယ်ဆိုရင်တော့မင်္ဂလာဆောင်ကနေစပြီးနာရေးအထိသုံးလို့ရတယ်နော်နာရေးရက်တောင်ကြီးတော့ဘာမှထည့်လို့ရတယ်နော် certificate ကြတော့ကျွန်တော်တို့ဒီလိုမဟုတ်ဘူး certificate ဒီ live ရှိတယ်တက်တန်းရှိတယ်ပေါ့နော် live ရှိတယ်အဲ့တော့ဒီကောင်ဒီကျွန်တော်တို့ကဘယ်နှစ်ကြာရင်ဒီကောင်အောက်တော့တိတ်ဖြစ်သွားပြီအဲ့တော့အသစ်ဒီပညာလိုက်မှာဆိုကျွန်တော်ပို့ပြီးတော့ဆိုတယ်နေ့တိုင်းကျွန်တော်တို့ပါတယ်တော့ update အသစ်တွေကထွက်လာတယ်အဲ့တော့ကိုကကျွန်တော်မလုပ်ဖြစ်ဘူးဆိုရင်ဒါတွေကြံခဲ့တာပဲနော်အဲ့တော့ဒီမှာ CompTIA ဆိုအဖွဲ့အစည်းတွေကျွန်တော်အမေရိကန်ဥဆောင်ပြီးတော့နိုင်ငံပေါင်း120ကပညာရှင်တွေပေါင်းပြီးတော့ဖွဲ့စည်းထားတာပေါ့နော်အဲ့တော့ကျွန်တော်ကသူကဘာတွေကိုသင်ပါလဲဘာတွေပြောတာလဲ A+ ရှိတယ်အခုဆိုရင်ကျွန်တော်တို့က fundamental ပေါ့နော် fundamental A+ ရှိတယ်ပြီးတော့ net+ ရှိတယ်နောက်ပြီးတော့ server plus security plus linux plus ဒါမျိုးတွေကျွန်တော်တို့ကအများကြီး certificate တွေရှိပါတယ်အဲ့ဒါတွေကိုကျွန်တော်တို့ဖြေလဲဆိုရင်ဒီနိုင်ငံတွေကဒီ certificate ကိုဒီ certificate ကိုเนาะအတိအမှတ်ပြုထားတဲ့နိုင်ငံတွေကိုကျွန်တော်တို့ကသွားပြီးတော့အလုပ်လုပ်ကန်လို့ရပါတယ်ဒါလေးကိုကျွန်တော်ပြောချင်တာပါ CompTIA ပေါ့เนาะဒီမှာတော့ကျွန်တော်က CompTIA ကလာတဲ့ fundamental plus ကိုကျွန်တော် reference လုပ်ပြီးတော့ကျောင်းသားကျောင်းသူများကိုကျွန်တော်အဓိကဆွေးနွေးသွားမှာဖြစ်ပါတယ်เนาะဟုတ်ပြီအဲ့တော့ဒီမှာဆိုရင်တော့သူ fundamental plus မှာဆိုရင် chapter 2အနေနဲ့ system hardware တွေအကြောင်းစပြီးတော့ကျွန်တော်ပြောပါမယ်เนาะအဲ့တော့ကွန်ပျူတာတစ်လုံးပေါ့เนาะ personal computer ဆိုတဲ့တစ်လုံးမှာ basic hardware ဆိုတာရှိပါတယ်ဟုတ်ပြီနော် basic hardware ကဲဘာလဲ basic hardware ကျွန်တော်စပြီးတော့ကြည့်ကြအောင်နော်ဒါလေးနည်းနည်းလေးview site ကြည့်ပါဒီနေ့ကနည်းနည်းများတယ်ဖြစ်ပါတယ်သူမကြားဘူးတဲ့လူတွေအတွက်နည်းနည်းလေးခက်ခဲမှာဆိုလို့ပါပြီးတော့ basic hardware ဆိုရင်ဘာတွေပါမလဲ PC လုံးရဲ့ basic CPU basic hardware ဆိုရင်ဘာတွေပါမလဲကဲလောက်လေးနည်းနည်းလောက်ညှိကြည့်ပါဦးmotherboard ဟုတ်တယ် motherboard ဟုတ်ကဲ့ CPU နေပါမယ်
run နေ run နေပါမယ်ဟုတ်ပါတယ် power supply power supply ဟုတ်တယ် power ပေးမှရမှာ power ပေးမှကိုကျွန်တော်တို့စက်ကဖွင့်လို့ရမှာသုံးလို့ရမှာအဲ့တော့တကယ်အရေးကြီးတာနေကျွန်တော်စပြောမယ်ပထမဆုံးတစ်ခုဒီ CPU ပါဟုတ်ပြီနော် CPU ပါလဲ CENTRA Central Processing ပြီးတော့ unit နေပါ unit အဲ့ဒီကျွန်တော်တို့ကအဓိကချက်ပြီးတဲ့အပိုင်းပေါ့เนาะတင်စားပြီးတော့သူ့ကိုပြောမယ်ခေါ်မယ်ဆိုရင် brain of the computer ပဲဟုတ်ပြီနော် brain of the computer ပဲအဲ့တော့ကျွန်တော်တို့လူမှာလည်းအဓိကတွက်ချက်ပြီးတာကျွန်တော်တို့ဒီအုံနောက်ကကျွန်တော်တို့တွက်ချက်ပြီးတာပေါ့ဟုတ်ပြီနော်အုံနောက်ကနေကျွန်တော်တွက်ချက်ပြီးတယ်ဟုတ်ပြီအဲ့တော့နည်းနည်းလေးဟိုဟာလေးဖြစ်သွားအောင်ထပ်ပြီးတော့ကျွန်တော်ပြောလိုက်အောင်ကဲဒီဟာလေးပေါ့မြင်ရလားမသိဘူးဒီဟာလေးပါသေးလေမြင်ရ remove remote ပေါ့နော်အဲထားလိုက်ပါဘာ remote ဆိုတာတော့ခဏထားလိုက်နော် remote အဲ့ဒါဒီဟာ remote ပါလို့ကျွန်တော်တို့ဘယ်လိုသိလဲဘယ်လိုဖြစ်ပြီးပြောနိုင် ခလုတ်တွေပါလို့ဆရာ ဗျာ ခလုတ်တွေပါလို့လေ switch ခလုတ်တွေပါလို့ခလုတ်က control လုပ်လို့ရ သူနာမလည်းခလုတ်ပါလား infrared sensor ပါ လူတွေမှာလည်းကျွန်တော်တို့ဒီလိုပဲအလုပ်လုပ်နေတာပဲနော်စက်တွေမှာလည်းဒီလိုပဲလုပ်နေတာအလုပ်လုပ်နေတာပါအဲ့တော့ဒီဟာဒီကျွန်တော်တို့ကဘာကြောင့်ဒီဟာဒီ remote တစ်ခုလို့ပြောနိုင်တာပါလေ infrared sensor ပါတယ်ဆရာ infrared sensor ခဏလေးဗျာကျွန်တော်တို့ technical ဘိုင်းလေးကိုခဏထားနော် technical ဘိုင်းလေးကိုခဏထားဒီမှာ sensor တွေပါတယ်ဘာတွေတော့ခလုတ်တွေကဘာတွေလုပ်တယ်အလုပ်လုပ်တယ်ဒီထက်မှာဘယ်လိုရှိပါလဲအဲ့ဒါနဲ့ technical ဘိုင်းပေါ့နော်ဒါလေးကိုခဏထားဒီဟာဒီ remote တစ်ခုပါလို့ကျွန်တော်တို့ဘယ်လိုပြောလို့ဘာကြောင့်ပြောနိုင်တာလဲ ဟုတ်ဆရာတခုခုကိုဝေးရနေပြီးတော့ထိန်းချုပ်လို့ရလို့ဆရာ control လုပ်လို့ရ ဘောပင်ဟုတ်နော်ဘောပင်ဟုတ်ပြီဘောပင်လို့ကျွန်တော်တို့ဘယ်လိုသိတာလဲ စာရေးလို့ရလို့ဆရာ စာရေးလို့ဟုတ်လားစာရေးလို့မရရင်ဘောပင်မဟုတ်တော့ဘူးเนาะခဲတန်းလည်းပြည့်စုံတယ်โอเคထားပါကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာအလင်းရောင်အပြင်ကနေအလင်းရောင်ရှိတယ်အဲ့ဒီအလင်းရောင်ကနေပြီးတော့ဒီကောင်ကိုကျွန်တော်တို့ကအလင်းရောင်ထုတ်လိုက်တယ်เนาะဒီပေါ်အလင်းရောင်ကြတယ်အဲ့ကောင်ကနေကျွန်တော်တို့က reflection ပြန်ပြီးတော့ကျွန်တော်တို့မျက်လုံးရောက်လာတယ်ဟုတ်ပြီနော်ကျွန်တော်တို့မျက်လုံးရောက်လာတယ်အဲ့မျက်လုံးကရတဲ့ input သတင်းကိုကျွန်တော်တို့ဘယ်ကိုပို့လိုက်လဲ brain ကိုပို့ အုံနောက်ကိုကျွန်တော်တို့ကပို့လိုက်ပါဟုတ်နော်အုံနောက်ကိုပို့လိုက်တဲ့အခါမှာအုံနောက်ဒီတွက်ချက်ပြီးတော့မင်းမြင်နေရတဲ့ဟာဒီဒါကဘောပင်လို့ခေါ်ပါတယ်ဆိုလိုတဲ့သဘောဒီ brain of the computer ဆိုတာရှိသမျှအားလုံးဒီကျွန်တော်တို့ကအုံနောက်ကိုကျွန်တော်တို့ကလှမ်းပြီးတော့အသိပေးရပါတယ်သတင်းပို့ရပါတယ်ဒါလေးကိုကျွန်တော်ပြောချင်တာပါရအောင်ပြီဟုတ်နော်ဒါဟိုနဲ့တော့ဟိုလေဒီခုမှစပြီးတော့ဟိုဖြစ်မဲ့လူတွေအတွက်လည်းမခဲအောင်နောက်တစ်ခုကျွန်တော်ဘာပါအောင်လဲနောက်တစ်ခုကကျွန်တော် RAM ဆိုတာရှိပါမယ် RAM အရှိကလေးအရှိရောဒီလားမသိဗျ random access memory RANDOM random ACCESS MEMORY memory random access memory အတူတူတစ်ခုပါဟုတ်ပြီနော်ဒါ basic computer ဒါလေးတွေကျွန်တော်တို့ကြားမှတ်တာပို့လို့ပါတယ်ပြီးတော့မှဒီကောင်လေးကျွန်တော်တို့ကဘာတွေလောက်မှလဲဘယ်လိုခေါ်ရလဲဘာတွေရှိတာလဲဆိုတာကျွန်တော်ထပ်ပြီးတော့လေ့လာပါမယ်နော်ဟုတ်ပြီကဲဟုတ်ပြီနောက်တစ်ခုကကျွန်တော်တို့ဗာလဲအဲ့ CPU RAM တွေရှိတယ်ဒီကောင်လေးကိုကျွန်တော်တို့ကဘယ်မှာသွားတက်မှာလဲ MB motherboard ဆိုတဲ့ဟာဒီဟာကြီးမှာသွားတက်မှာပါmotherboard တဲ့ပုံပြားကြီးပေါ့နော်ပြီးရင်ကျွန်တော်ပြပါမယ်နော်ပုံပြားကြီးမှာကျွန်တော်တို့သွားပြီးတော့ installation လုပ်တယ်လို့ခေါ်ပါတယ်เนาะသွားပြီးတော့တက်လိုက်မယ်ဟုတ်ပြီဒါဆိုရင်တော့ CPU ရပြီ RAM ကြောင်းရပြီ motherboard လည်းရပြီဒါဆိုရင်ဒါနည်းနည်းဆုံးလာပြီပြီးရင်ကျွန်တော်တို့ဘာလုပ်ဦးမလဲ power ပေးဖို့လို့ရ ရ power ပေးဖို့ power supply ပါဝါပေးဖို့လိုတာပေါ့အဲ့ဒါကျွန်တော်တို့က PSU လို့ခေါ်ပါတယ်ဘာအရှိရပါလဲဆိုတော့ POWER power SU PPLY UNIT unit power supply unit လို့ခေါ်ပါတယ်ဟုတ်ပြီနော်ပြီးတော့မှကျွန်တော်ဒါလေးတွေကြိုပါလေအသေးစိတ်နည်းနည်းထပ်သွားမယ်နော်သူ့မှာပါတဲ့ဟာလေးကိုကျွန်တော်ချရေးနေတာနော်ချပြီးရေးနေတာ
နော် okay အဲ့တော့ဒါဒီကျွန်တော်တို့က basic unit လို့တောင်းတယ်အဲ့တော့ computer တစ်လုံး PC တစ်လုံးဖြစ်ဖို့အတွက်ဒီကောင်တွေဒီမရှိမဖြစ်လိုတာဖြစ်တဲ့အတွက်သူ့ကျွန်တော်တို့က basic unit လို့သုံးပါတယ်ဒီလိုခေါ်တာပါ basic ဆိုတဲ့သဘောဒီမပါလို့ကိုမဖြစ်လို့ဟုတ်ပြီနော်မပါလို့မဖြစ်လို့ကျွန်တော်တို့က basic လို့ကျွန်တော်တို့ကသုံးလိုက်တာပါနော်ပြီးရင်ဒါတွေဒီကျွန်တော်တို့ကပါတယ်လေ hardware ဖြစ်မလား software ဖြစ်မလားဒီကျွန်တော်ရေးထားတဲ့ဟာတွေဒီ ဟုတ်ဝဲ ဒါ hardware တွေပဲကျွန်တော် CPU ဆိုတာကင်ပြလို့ရတယ် RAM ဆိုတာကင်ပြလို့ရတယ်မလာဖို့ကြီးကျွန်တော်ပြလို့ရတယ် power supply ကင်ကြည့်လို့ရတယ်ဟုတ်ပြီ hardware တွေပဲကျွန်တော်တို့အလုပ်လုပ်လို့မရဘူးသူ့ကိုမောင်းနေပေးဖို့အတွက်ဘာလို့မလဲဆိုတော့ software လုပ်မယ် software ကိုကျွန်တော်တို့ကဒီမှာဒီကောင်တွေကိုအလုပ်လုပ်ဖို့ software တွင်းမယ်ဆိုရင်ဘယ်ထဲမှာသိမ်းထားမှာသိမ်းလို့ရတဲ့နေရာရှိတာ hard disk တွေ hard drive လူလာပါတယ်အဲ့ဒါကျွန်တော် HDD ပေါ့နော်အဲ့ဒါအရှိက HARD I DISK DRIVE တို့ hard disk drive ဆိုတဲ့ hard disk တွေလိုလာပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ကရေဘူးကအချမ်းမြင့်အဖြစ်တော့ပြည့်စုံသွားပြီလို့ပြောရမယ်နော်ကျန်တာတော့ကျွန်တော်ဟာဘယ်လောက်မှ graphic တွေဘာတွေညာအဲ့ဒါခဏထားနော်ခဏထားခုဒါတွေဒီကျွန်တော်တို့ကဘာတွေလဲ basic unit basic hardware တွေဖြစ်ပါတယ် software မလားဒီ software ကျွန်တော်နောက်ပြန်မှာပြောပါမယ်နော် software ဒီမှာသုံးတဲ့ software တွေကဘာတွေလဲဘယ်လိုဟာတွေရှိပါလဲဟုတ်ပြီနော် okay အဲ့တော့ဒါဆိုရင်ကျွန်တော်တို့က computer လုံးမှာရှိတဲ့ basic hardware တွေကျွန်တော်ဘာတွေရှိလဲဆိုတာအကြမ်းမြင်သိသွားပြီ okay အဲ့တော့ဒီနေ့သွားမယ်အခလေးကိုကျွန်တော်တို့ကြည့်လိုက်အောင်နော်ဒီနေ့သွားမယ် slide ဒီ slide ကကျွန်တော်တို့ဘာတွေပြောထားပါလဲနော်ဒီမှာကျွန်တော်တို့ကြည့်လိုက်လို့ရှိရင်ပထမတစ်ခုဒီပါလဲဆိုတော့ differentiate among CPU in terms of speed and feature ဘာကြောင့်ပြောပါလဲYeah ပထမဆုံးဘူးလေ CPU ကြောင်းဝင် CPU ကြောင့်ပြောမှာနော် CPU ဆိုတာဘာလဲ CPU ဆိုတာဘာတွေဘယ်လိုပုံစံကြီးလဲဘာတွေရှိလဲဘာတွေဘယ်လိုလုပ်တာလဲဒါမျိုးလေးရှိမယ်နောက်တစ်ခုဒုတိယဘူးလက်မှာ explain types and technology of memory in a PC ပေါ့နော် PC တစ်လုံးမှာရှိတဲ့ memory ဆိုတာဘာတွေလဲဘယ်လိုမျိုးစားရလဲဘယ်လို technology လဲဒါဒုတိယချက် RAM ကြောင့်ပြောမှာဗျာနောက်တစ်ချက်ကဘာလဲဆိုတော့ motherboard ကြောင့်နော် motherboard form factor and features motherboard က form factor ဆိုတာဘာလဲသူ့မှာ feature ဘာတွေပါလဲဒါလေးကိုပြောချင်ပါတယ်နောက်တစ်ခုက identify the purpose and function of the power supply power supply ဆိုတာဘာလဲဘာရည်ရွယ်ချက်နဲ့ power supply ကိုသုံးတာလဲသူ့ရဲ့ function ကဘာလဲဒါကိုကျွန်တော်တို့ဒီနေ့အဓိကလေ့လာမှာဖြစ်ပါတယ်ရမလားမသိဘူးဒါဘာလေဟွာပဲရှိသေးတယ်အခုမှနေတိုင်းပဲရှိသေးတယ်เนาะဒီနေ့သိမယ့်အကြောင်းအရာကိုပြောပြရမယ်ရှိသေးတယ်ဟုတ်ပြီကဲအဲ့တော့စပြီဆိုတာကျွန်တော်ဒီဟာလေးတွေဘာလေးတွေရှိသေးတယ်ဆိုတာကျွန်တော်ကြည့်မယ်ဒီအဲ့တော့ကျွန်တော်တို့ကဒီ slide ကိုသွားလိုက်ရင်အမှကျွန်တော်တို့ဘာတွေတွေ့လဲပထမတစ်ခုဒီ input ဒုတိယ process အဲ့တော့တတိယ output ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ computer လုံးတွေလှုပ်ဆောင်ချက်၃ခုပဲရှိပါတယ် input ပေးမယ် process လုပ်မယ် output ပြန်ထွက်မယ်ဟုတ်ပြီနော်အဲ့တော့ input ကိုကျွန်တော်တို့ဘာနဲ့ပေးမလဲအခုကျွန်တော် mouse နှိပ်လိုက်တယ်ဒါဒီလေ input တစ်ခုပဲ keyboard ကနေ key လေးတွေရိုက်ထည့်တာလေဒါလေ input ပဲနော်အဲ့ဒါလေးပေးလိုက်မယ်သူ့ရှိရနေကျွန်တော်တို့ဘာပြန်လာမလဲတော့ process ပြန်လာပါမယ်အဲ့တော့ဆိုရပါဆိုဒီမှာတော့သူက example ပြောထားတယ်2 + 2တဲ့ဘယ်လောက်ရမလဲ4ပေါ့ဒါကျွန်တော်4ရဟုတ်ပြီနော်အဲ့တော့ဒီဟာဒီကျွန်တော်တို့က2 + 2 2လို့နံပါတ်2ဆိုတာကျွန်တော်တို့က human language နဲ့ကျွန်တော်တို့ကပြောထားတာပါတကယ်တမ်းသူ့ချိန်မှာကျွန်တော်တို့ဝင်သွားရင်မနေ့က number system နဲ့ပတ်သက်ပြီးတော့ပြန်ပြောမယ်ဆိုရင်ဥပမာကျွန်တော်ဒီဘက်က decimal ပေါ့မြင်ရလားမသိဘူးဒါလေးရပါရဲ့ဟုတ်မြင်ရပါရဲ့ဆရာဟုတ်ကဲ့ဒီမှာ0 1 2 3 4 5 6 7လေးရတော့တော်တော်လှပါတယ်နော်တဲရိပ်ခံပြီးကြည့်ပေးကြပါနော်အဲ့တော့0 to 9 decimal ဟုတ်ပြီဒီဘက်ကကျွန်တော်တို့ binary 0 1ဒါပဲရှိပါဟုတ်ပြီနော်0 1ဒါပဲရှိပါအဲ့တော့သူ့လို့ပြောလိုက်ရင်မှာအဝင်မလဲမင်းနေနဲ့တို့ကဒီဘက်ကလာ human language နှစ်လို့ရိုက်ထည့်လိုက်တာတကယ်တမ်းသူ့ရှိကိုရောက်သွားရင်ဘာပဲဝင်မှာလဲဆိုတော့0 1မဝင်မှာအဲ့တော့ဟာဘယ်လိုဝင်မလဲ10ဒီနေ့ကပြော10ပေါ့နော်10 1နဲ့3ညဝင်မယ်အဲ့နှစ်ကို1 3ညဖြစ်အောင်ဘယ်လိုပြောင်းလဲဘ
binary conversion ပေါ့နော် decimal to binary conversion ပြောင်းတော့ပြောင်းနေရဒီလိုလေးပြောင်းပါတယ်ဒီမှာနှစ်ကို binary ဖြစ်တဲ့နှစ်နဲ့ကျွန်တော်တို့စားရမယ်ပေါ့နော်နှစ်ဒီနှစ်ခင်ညပြီးရင်ထပ်ပြီးတော့စားပါနှစ်ညရတဲ့ဒီကနှစ်3ညလေး3ညအတွင်းအဲကြောင့်ဒီ10ဖြစ်ပါတယ်ဒီလိုဖြစ်သွားပြီရမလားမသိဘူးမနေ့ကမေးတဲ့သမီးပြောက်ဒါဒီကျွန်တော်တို့ဒီဘက်ကနားလဲတာ human language ကြီး0 to 9ဒီမှာနာမကိုနားလဲတာဒါပေမဲ့ဒီကောင်ဒီထက်ကကွန်ပျူတာဒီကျွန်တော်တို့ဒါကိုနားမလဲအဲ့တော့ဒီနားလဲတဲ့ပုံစံကိုကျွန်တော်တို့ကပြောင်းသွားလိုက်တယ်ဆိုလိုတာအဲ့တော့ ASCII table ဆိုတာကြားဘူးလားမသိဘူးဒီ table ကြားဘူးလားYeah ASCII ASCII table ဆိုတာရှိပါတယ်ကြားဘူးလားကြားဘူးနော် Okay ရပါတယ်ဒါနော် ASCII table ကဘာလဲဆိုတော့ကျွန်တော်တို့ American Standard Code for Information Interchange ခေါ်ပါတယ်နော်သူ့မှာဘာတွေလောက်ထားလဲဒီမှာကျွန်တော်တို့ထည့်လိုက်တဲ့ value တွေကိုအဲ့မှာကျွန်တော်တို့ကတစ်ခါတည်းဆက်နားလဲတဲ့ machine language ကိုတစ်ခါတည်းပြန်ပြောင်းလိုက်တယ်အဲ့တော့ keyboard တစ်ခုကနေ key တစ်ခုရိုက်တယ်ဥပမာဆိုကြပါတော့ A ဆိုတဲ့ capital letter A လို့ကျွန်တော်တို့ရိုက်ခက်လိုက်တယ်သူ့မှာ value ရှိပါတယ်အဲ့ဒါ65ပါနော် ASCII table ထဲမှာပတ်ကျင်65ပါနော်ဒါ65ကိုသူကဘယ်လိုပြောင်းလိုက်လဲတော့01ရအောင်ဒီလို01ရအောင်ပြောင်းလိုက်ပါတယ်ပြောင်းပြီးတော့မှဟိုဘက်ကိုကျွန်တော်တို့က signal အနေနဲ့ထွက်သွားတာပါတော့ဘာလားမသိဘူးအဲ့ဒါကြောင့်ကျွန်တော်တို့တော့ကျွန်တော်01လာပြရင်ကျွန်တော်လည်းဘာမှမသိဘူးအဲ့တော့ကျွန်တော်ရှိ output ပြန်ပြီးတော့ထွက်လာခဲ့ရင်ဘာပဲပြန်လာမလဲဆိုတော့ခုနပြောတဲ့ human language နဲ့ပြန်ပါလာပါမယ်အဲ့ဒီ chipset လေးတွေဒီအဲ့ဒီကျွန်တော်ပေးလိုက်တဲ့ human language to ကျွန်တော်တို့ machine language ပြောင်းပေးတဲ့ function တွေထည့်ထားပြီးသားဖြစ်ပါတယ်အားလုံးအဆင်ပြေမလားမသိဘူးရမလားရပါနော် okay ဟုတ်ပြီအဲ့ဒါကျွန်တော်တို့ slide လေးကိုပြန်သွားလိုက်အောင်နော်ဟုတ်နော်အဲ့တော့ကျွန်တော်ဒီမှာ import လိုက်မယ်ပါပြီးတော့ process ဒီမှာကျွန်တော်တို့ထည့်လိုက်ပြီးနောက်ပြီးဆုံးကျွန်တော်တို့ကဒီထွက်လာမယ် 4 လို့ပြီးတော့ထွက်လာမယ်ပြီးသွားရင် output ကို expressor 4ဆိုတဲ့ဟာကိုကျွန်တော်တို့ကသက်ဆိုင်ရာကျွန်တော်တို့screen board အနေနဲ့ပြချင်တယ်ပြမယ် printer နဲ့ထုတ်ချင်တယ်လို့ပဲအပန်နဲ့ပြောချင်တယ်ပြောမယ်အဲဒီလို output ကလေးတွေထွက်လာပါတယ်ဒါကကျွန်တော်တို့ကွန်ပျူတာမှာရှိတဲ့ very basically ကျွန်တော်တို့ပြောခြင်းဖြစ်ပါတယ်ဒီထိအားလုံးရပါနော် okay နောက်တစ်ခုကကျွန်တော်တို့ဗာလဲဆိုတော့အဲ့မှာစပြီးတော့ကျွန်တော်တို့ CPU ကြောင်းစပါမြင်ဘူးလားမသိဘူး CPU မြင်မှုပါ မြင်ဘူးလား မျိုးပါရင် မျိုးရယ်နော်အဲဒီမှာကျွန်တော် CPU ကြောင်းတယ်အခုကျွန်တော်ပြောတဲ့ဒီမှာပြထားတဲ့ CPU ဒီ CPU လို့ထားတယ်အဲကုမ္ပဏီကထုတ်တာလေကုမ္ပဏီနာမည်လေးတစ်ချက်လောက် India Intel ကထုတ်တာပါဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ CPU ထုတ်တဲ့နော် PC ဘိုင်းမှာဆိုရင်တော့အဓိကထုတ်တဲ့ကုမ္ပဏီတစ်ခုရှိပါတယ် Intel နဲ့ AMD နဲ့ဟုတ်ပြီနော် Intel ကထုတ်တာကျွန်တော်တို့က i series တွေပေါ့နော်ဆိုရဲ i series တွေအနေနဲ့ထွက်တယ် AMD ကဆိုတော့ Ryzen RYZE and Ryzen series တွေနဲ့ကျွန်တော်ထွက်ပါတယ်လက်ရှိကျွန်တော်ထွက်လာဘယ်နော်ဟုတ်ပြီအဲ့တော့သူ့မှာလည်းကျွန်တော်တို့ကတစ်ခုနဲ့တစ်ခုမတူပါဘူးเนาะအဲ့တော့ဒီမှာကျွန်တော်စာလေးကိုနည်းနည်းဖတ်ကြည့်လိုက်အောင် Central CPU ပေါ့เนาะ Central Processing Unit sometimes called microprocessor or the processor သူ့ခေါ်ပေါ့နိဒီကောင်ကြီးကျွန်တော်တို့ကကွန်ပျူတာကြီးတစ်ခုလုံးရဲ့ brain မှာပဲဟုတ်နော် brain မှာပဲဒီကောင်မတိဘဲနဲ့ဖြစ်ပြက်သွားတာကွန်ပျူတာမှာတစ်ခုမှမရှိဘူးအကုန်လုံးကိုကျွန်တော်တို့ကထိန်းချုပ်ထားပါတယ်ဟုတ်ပြီအဲ့တော့မနေ့ကစာလေးကိုနည်းနည်းလေးပြန်မေးကြည့်အောင်ကွန်ပျူတာမှာကွန်ပျူတာတစ်လုံးမှာ unit ဘယ်နှခုရှိလဲ5ခုဟုတ်ပြီပြီးဘာတွေလဲမသိဘူး input unit ရယ် output unit arithmetic logic unit ဟုတ်ပြီ ALU CU ရယ် storage နော်မေးသွားနော်စာလေးကြည့်မလားကြည့်ထားရှိလားလို့မေးကြည့်တာပါနော်ဒေါက်ကလေးဖြစ်စေချင်ပါတယ်နော်โอเคခါပါအဲ့တော့ ALU မနေ့ကကျွန်တော်ပြောတယ်ဘာလုပ်ပြီလဲ ALU အတွက်ချက်တွက်တာချက်တာတွေလုပ်ပြီးတာခုနကျွန်တော်နှစ်ပေါင်းနှစ်ဆိုတာပေါင်းတဲ့ကိစ္စကို तू ကလုပ်ပြီမယ်ဟုတ်ပြီနော် CU ဘာလုပ်ပြီမလဲထိန်းချုပ်လုပ်ငန်းစဉ်တွေကိုထိန်းချုပ်
I control လုပ်မှာမင်းဒီကောင်ကဘယ်ကနေလာလဲဘယ်ကောင်ပဲပြန်ပို့လာတဲ့ကောင်ရှိကဘယ် memory address ကိုပြန်ပို့ပါဘယ် device ကိုပြန်ပို့သူကကျွန်တော်တို့ထိချုပ်ထားတယ်အဲ့တော့ခုနမနေ့က unit နှစ်ခုပြောပါတယ်9ခုရဲ့ unit နှစ်ခုဖြစ်တဲ့ ALU နဲ့ CU ဒီဘယ်မှာရှိမလဲဆိုတော့ CPU မှာရှိပါတယ်ဟုတ်ပြီနော် ALU နဲ့ CU ဒီဘယ်မှာရှိမလဲဆိုတော့ CPU မှာရှိပါတယ်ကျွန်တော်အုံနောက်ကနေပြီးတွက်ချက်ပေးတဲ့ IR အားလုံးကိုကျွန်တော်ထိချုပ်တယ်တော့ပါလားမသိဘူး Bye bye. ဟုတ်ကဲ့ပါဟမ်အတန်လေးနည်းနည်းလေးတော့ထွက်ပါနော်ကျွန်တော်တယောက်တည်း screen ကြည့်ပြီးစကားပြောနေရတယ်ဖြစ်နေနော်နည်းနည်းလေးအပ်ပေးကြအောင်နော်စင်ပြေတယ်နော်ဒီထိစင်ပြေမလား Xin bye bye. ဟုတ်ကဲ့ပါ ပြေးပါတယ်ဆရာ ဟုတ်ကဲ့ပါ thank you ပါကျေးဇူးများတင်ပါတယ်ဟုတ်ပြီနော် okay ဒါဒီကျွန်တော်အဲ့ဒါကြောင့် CPU the brain of the computer လို့ကျွန်တော်တို့ကပြောလို့ရပါတယ်တင်စားပြီးတော့ကျွန်တော်ပြောလို့ရပါတယ်နော် okay ဒုတိယဘူးလက်မှာဆိုရင်ကျွန်တော်တို့ handle most of the math processing in any computer device အသင်္ချာနဲ့ပတ်သက်တဲ့ calculation မှန်သမျှသူကုန်လုပ်ပေးပါတယ်ဒါလည်းမကဘူးပါလေ logical နဲ့ပတ်သက်တာမနေ့ကပြောခဲ့ logical ဆိုပါလေအကျိုးကြောင့်ရှိတော့ရုပ်တိဆန်သွားအောင်ပေါ့နော်ဒါကြောင့်ဒါဖြစ်မယ်ဒါမဖြစ်ဒါဖြစ်ဒီကိုသွားဒါမဖြစ်ဒီဘက်ကိုသွားအဲ့ဒါလိုမျိုးဟုတ်ပြီနော်ဒါ program ကလာတဲ့ကောင်သူကဖတ်ပြီးတော့မှဒါအလုပ်လုပ်ခိုင်းတာโอเคဒီလိုရအောင်နော်ဟုတ်ပြီအဲ့တော့ဒီမှာကျွန်တော် CPU မှာလေ information အနေနဲ့ဘာလေးများဖတ်လို့ရအောင်လဲ intel ကတော့သိပြီ intel ဆိုဒီလောက်မြင်ရလားမသိဘူး Nghe bảo chứ. ဟုတ်ကဲ့ i7 5820K ဒီဟုတ်ကဲ့ thank you ပါအဲ့တော့ဒီကောင်ဒီ intel ကထုတ်တဲ့ i-series က i7 အမျိုးအစားဖြစ်ပါတယ်ဟုတ်ပြီနော် i7 အမျိုးအစားဖြစ်ပါတယ် generation မှာထပ်ကြည့်ရပါတယ်အဲ့ generation မှာ like ပြီးတော့ CPU ရဲ့ specification ကွာသွားပါတယ်ဟုတ်ပြီနော်ဒီကောင်ဒီကျွန်တော်တို့က generation ဘယ်လောက်လဲဆိုတော့ 5th gen ပါ 5th gen လို့ခေါ်တာပေါ့နော် generation 5ပါဘာကြောင့်ပြောရလဲအဲ့မှာကျွန်တော်5820ဆိုတဲ့ကဏ္ဍ၄လုံးပါပါတယ် okay ဒီပါလေခဏထားနော်5820၄လုံးပါတယ်အဲ့လို၄လုံးပါလို့ရှိရင်ရှေ့ဆုံးကကဏ္ဍဒီ generation မှာတော့ပေါ့မလားမသိဘူးဟုတ်ပြီနော်ရှေ့ဆုံးကကဏ္ဍဒီ generation ကိုပြောခြင်းဖြစ်ပါတယ်ကဏ္ဍ၃လုံးနဲ့ဆိုရင် first gen generation 1မှာဒီလိုခွဲလို့ရပါတယ်2နဲ့စတဲ့ကဏ္ဍ၄လုံးဆိုရင် second gen မှာကဏ္ဍ၄လုံး3နဲ့စရင် third gen ဒီလိုသွားပါတယ်ဟုတ်ပြီနော် okay အဲ့တော့နောက်တစ်ခုကျွန်တော်တို့ကအဲ့မှာလေ 3.30GHz ဒီလားတွေ့လားမသိဘူး တွေ့ပါရဲ့ okay အဲ့တော့ဒါဒီကျွန်တော်တို့က CPU ရဲ့အမြန်နှုန်းကိုပြောတာပါနော်အမြန်နော် G က Gai က HZ က Hertz အဲ့တော့အမြန်နှုန်းကိုတိုင်းတာတဲ့ unit ဒီ Hertz ချိန်နှုန်းဘယ်လောက်မြင်လှုပ်နိုင်လဲအဲ့ဒါကိုတိုင်းပါတယ် Gai ကဆိုတာဒီကျွန်တော်တို့ပါ10 to the power 9နော်10 to the power 9ဆိုတော့သူဒီ billion ပါပြောချင်တာကဘာလဲဆိုတော့တစ်စက္ကန့်အတွင်းမှာ3.3 billion hertz အလုပ်လုပ်နိုင်ပါတယ် CPU ဆိုတာဒီကျွန်တော်တို့မထင်မှတ်လောက်ဘူးကျွန်တော်တို့မြင်ပါတယ် light လို့ကိုမပြီးပါဘူးဟုတ်ပြီနော်ဒါက CPU ရဲ့အဓိက main goal ကိုပြောချင်တာပါဟုတ်ပြီနော်ဒီအားလုံးဆင်ပြေမလားရမလားမသိဘူး Không, xin bye bye. okay ကဲနောက် slide ကိုသွားလိုက်အောင်ဟုတ်ပြီဗျာအဲ့ဒါဒီကောင်ဒီဒါကတော့ installation ဘိုင်းကိုပြောထားတာပါနော် installation ဘိုင်းဆိုတာဘာလဲဒီမှာကျွန်တော်တို့နော်ကျွန်တော်ပြပါမယ်ဒီမှာမာလာပုတ်ရှိပါတယ်နော်မာလာပုတ်ရှိပါတယ်ဟုတ်ပြီတော့မြင်ရလားမာလာပုတ်နော်ဒါမာလာပုတ်ရှိပါတယ်နော်မာလာပုတ် okay အဲ့ဒီမာလာပုတ်မှာကျွန်တော်တို့ကဘာတွေရှိမလဲဒီမှာ CPU တက်တဲ့ CPU နေရာလေးရှိပါတယ်ခဏလေးပဲကျွန်တော် profile မလုပ်လိုက်မယ်နော်မဆိုရင်ပျောက်သွားလို့နော်အဲ့တော့ဒီမှာကျွန်တော်တို့မာသာဘုတ်ကဒါကြီးတစ်ခုလုံးမာသာဘုတ်ကိုခေါ်ပါပြီးရင်ကျွန်တော်မာသာဘုတ်မှာဘာတွေရှိလဲဂျမ်းမြင်လေးတွေထပ်ကြည့်နော်ဒီနားမှာကျွန်တော်တို့မာသာဘုတ်မှာ CPU တက်တဲ့နေရာရှိပါတယ်ဒီနားမှာ CPU ကျွန်တော်တက်ထားပါတယ်နော်အဲ့ဒါကိုဘာခေါ်လဲဆို CPU socket လို့ခေါ်ပါတယ်
SOCKET socket CPU တက်တဲ့အထိုင်နေရာလေးကိုပါခေါ်လဲဆိုတော့ CPU socket အဲ့တော့ဒီမှာကျွန်တော်တို့နာမည်လေးဖြစ်သွားဒါတွေကတော့ကျွန်တော် installation ပိုင်းတွေပါနော် installation ပေါ်လို့လာဒီမှာကျွန်တော် CPU ထွက်လာပါပြီနော်ဒီမှာ CPU ပါခုနကကျွန်တော်ဒီဘက်ပိုင်းဒီဘက်အပေါ်ဘက်ကိုကျွန်တော်ရေးထားတာပါအဲ့ကောင်ကိုကျွန်တော်ကဒီ socket မှာကျွန်တော်လာတက်ရပါတယ်ဟုတ်ပြီနော် CPU ကဒီမှာလာတက်ရပါတယ်နော်တက်ပုံတန်နေရတော့ကျွန်တော် online class ဖြစ်နေတဲ့အတွက်လူပြောလုပ်ပြဟိုနော်လုပ်လို့မရဘူးပေါ့နော် okay အဲ့တော့တက်မယ်တက်တယ်ဆိုလို့ဒီမှာကျွန်တော်တို့ရှိတဲ့မောင်းနံလေးတွေ့လားမသိဘူး ဟုတ်တွေ့ပါတယ် ဖြုတ်မယ်ဆိုလို့ရှိရင်အဲ့မောင်းနံလေးကိုကျွန်တော်တို့အပေါ်တင်လိုက်ရပါတယ်ဟုတ်ပြီနော်မောင်းနံလေးကိုအပေါ်တင်လိုက်ရပါတယ်တင်လိုက်ပြီးတော့မှ CPU ဖြုတ်ပါတယ်ပြီးရင်ပြန်တက်တဲ့အချိန်မှာလည်းအဲ့ဒီမောင်းနံလေးကိုပြန်ဖိပေးရပါတယ်ပြန်ပြီးတော့ဆွဲချပေးရပါတယ်ဟုတ်ပြီနော်ဒါကဟိုဟာပေါ့ခလုတ်ကလေးတစ်ခုပေါ့နော်ကြံလေးတစ်ခုဟုတ်ပြီအဲ့လိုလုပ်တဲ့အခါမှာ CPU တက်တဲ့အခါမှာဒီမှာကျွန်တော်ကွန်တရားကြီးပြောထားတဲ့ rules တစ်ခုရှိပါတယ်ရေးကြည့်ပါတယ်เนาะအဲ့ဒါတော့ကျွန်တော် practical လုပ်တဲ့အခါမျိုးမှာမဖြစ်ပါဘာလဲဆိုတော့ ZI ဟုတ်လားမသိဘူးလောကပါပဲပြင်မထန်လေ ZIF that means that stand for 0ကြတော့ SERTION insertion FORCE force โอเคပါဘာပြောတာဖြစ်မယ်ဆိုတော့တရားဒီကျွန်တော်တို့က CPU တက်တဲ့အခါမှာကျွန်တော်လုံးဝအားသုံးစရာမလိုဘူးလို့ဆိုလိုချင်တာပါဟုတ်ပြီနော်သူ့မှာပါတဲ့အထစ်ကလေးတွေမြောင်းလေးတွေကျွန်တော်တို့ရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်မှန်ကောင်တက်လိုက်ရင်သူကသူအံဝင်ခွင်ကြဖြစ်သွားပါတယ်အဲ့ဒါကိုကျွန်တော်တို့အားသုံးနေရပြီဆိုရင်တခုမှနေပြီဒါကျွန်တော်တို့ပြန်စစ်ဖို့လိုလာပါလိမ့်မယ်တော့ပေါင်လာမယ်လို့ပြောချင်တာပါနော်အဲ့လိုပြောချင်တာပါโอเคတော့တို့ insertion နောက်တစ်ခုကျွန်တော်တို့ကြည့်တာပါလဲဒါပါလဲဆိုတော့ကျွန်တော်တို့ ESD ပါလေးတော့ကြောက်လားမသိဘူး ESD ကြောက်လား ဟုတ်ပါ ကြောက်ဘူးနော်ကြောက်လား okay electronic software delivery ကြာ ဟုတ်ပါတော့ true TAEIC electrostatic charge ပါနော်ရှင်းပြပေးပါမယ်နော်ဘာကြီးလေးဘာပြောလဲတစ်ဆန်းဖြစ်နေကောင်းဖြစ်နေလိမ့်ပါကျွန်တော်တို့မှာကျွန်တော်တို့ ESD ရှိပါတယ်ကျွန်တော်တို့တွေမှာ ESD ရှိပါတယ်ဘယ်လိုသိနိုင်လဲအားလုံးကလေးတို့တတိထားမိလားမသိဘူးတခါလေ desktop computer တွေသုံးနေရင်းနဲ့လက်နဲ့ကျွန်တော်တို့လက်မောက်လက်ထောင်စင်းနဲ့ပဲဖြစ်ဖြစ်လက်ဖြားလေးနဲ့ပဲဖြစ်ဖြစ်အမတ်တမဲ့သွားထိလိုက်တဲ့အချိန်မှာကျွန်တော်ဘာဖြစ်လဲဆိုတော့တက်လိုက်တယ်ဖြစ်ဘူးလား ဟုတ်ပါဘူး တချို့ဖြစ်ဘူးပါလိမ့်မယ်နော်ချက်ပြီးတော့လန့်ပါတခါပါလန့်သွားဟုတ်ပြီအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမှာလျှက်စစ်စေးနေတာဒီကေစင်ဘုံမှာအဲ့ဒါကိုကျွန်တော်တို့သွားပြီးတော့မထိတက်ထင်လေးထိလိုက်တဲ့အခါမျိုးကြတော့ကျွန်တော်ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ရှိကိုတက်လာခုပြီးကျွန်တော်တို့တက်လိုက်တာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့လက်နဲ့ပတ်မှန်နဲ့ဒီလိုကင်လိုက်တဲ့ချိန်မှာမလိုက်တော့ဘူးအဲ့လိုကင်ကြည့်ဘူးလားအဲ့ဝေါနော်အဲ့မမို့ဒါလိုကေစင်ဘုံတော့ကင်လို့ရတယ်ဟိုလေဘူအား2000 3000တော့အဲ့ဒါတော့သွားမကင်နဲ့ငါတို့မှာ ESC ရှိတယ်သွားမကင်နဲ့အဲ့ဒါတော့ game over ဖြစ်သွားလိမ့်မယ်နော်ဆိုလိုတဲ့သဘောစီကျွန်တော်တို့မှာ ESC ရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဖြုတ်တဲ့တက်တဲ့လုတ်တဲ့အခါမှာ CPU မှာရှိတဲ့ဒါအတူတူမို့ဒီမှာဒီလို device တွေမှာဒီလို cut တွေမှာရှိတယ်ဒီလို back channel တွေကိုကျွန်တော်ကလက်နဲ့သွားပြီးမကင်ပါနဲ့ဒါလေးကိုကျွန်တော်ပြောချင်တာပါနော်practical မလုပ်ရပါဘူးသူ့ရဲ့ theory လေးကိုကျွန်တော်သိထားအောင်ပြောချင်တာပါဘာလို့လဲဆိုတော့ဒီဟာတွေကိုကျွန်တော်ကလက်နဲ့သွားထိလိုက်ရင်ဒီကောင်လေးရဲ့အလုပ်လုပ်တဲ့ voltage ကဘယ်လောက်မှမရှိဘူးတွဲဖို့ဆိုတာအများဆုံးပဲဟုတ်နော်အဲ့လိုဖြစ်တဲ့ခါကျကျွန်တော်တို့ဘိုးအားများလာတဲ့ခါမျိုးနဲ့တွားပြီးတော့ကင်လိုက်လို့ရှိရင်ဘာဖြစ်သွားလဲဒီ device တွေဒီ cut တွေဒီ CPU တွေဒီ memory တွေကဘာဖြစ်သွားလဲဆိုတော့
ESG short ဝင်သွားပြီးတော့ဒီကောင်ကြီးကောင်းကောင်းအလုံးလုပ်တာပြက်သွားတာမျိုးဖြစ်နိုင်ပါတယ်ဒါလေးကိုကျွန်တော်က theory နဲ့ကြိုတင်ပြောထားတာပါဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီမှာ RAM ဆိုရင်ကျွန်တော်တို့ကနည်းနည်းကန်ရခက်ပါတယ်RAM မြင်ဘူးလား memory ကြောင်းတာ ယူပါတယ် နော်အချို့လည်းမြင်ဘူးလိမ့်မယ်တချို့လည်းမမြင်ဘူးဒါလေးပေါ့နော်ဒါ memory ဒီမှာကျွန်တော်တို့သူ့ရဲ့အောက်ကလေးမှာရှိတော့ကလေးရှိတယ်အဲ့နေရာလေးကိုကျွန်တော်လက်နဲ့သွားမကိုင်ဘူးအဲ့တော့ပြောချင်တာဗျာဒီလိုမကိုင်နဲ့ဒါတော့အပြည့်ကြီးပေါ့နော်ကိုင်ပြတာဒါမလောက်အောင်ကိုပြောပြတယ်နော်အကွယ်ကိုင်မယ်ဆိုရင်ကျွန်တော်ဒီလိုကိုင်မယ်တက်မယ်ဆိုရင်ဒီလိုလေးလက်ကိုကိုင်ပြီးဒီလိုတက်မယ်ဆိုလိုတဲ့သဘောလေးရမလားနော်အဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မှာ ESD ဆိုတဲ့ electrostatic charge ရှိတာဖြစ်တဲ့အတွက်ဒီဟာကိုကိုင်ကျွန်တော်အဲ့လိုပြဿနာရှိတတ်ပါတယ်ရမလားမသိဘူးရမလားဒီရမယ်โอเคကဲနည်းနည်းလေးဆက်သွားလိုက်မယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့က CPU ရဲ့အောက်ခြေအထိုင်ကိုဘာခေါ်လဲဆိုတော့ CPU socket လို့ခေါ်ပါတယ်ဒါလေးကိုတခြားမှတ်တာပါဘာလို့ဆိုတော့ခြားတက်တဲ့ဟာတွေကိုနောက်ပုံစံတစ်မျိုးနဲ့ခေါ်တတ်တယ်နော် CPU တက်တဲ့နေရာလေးကိုဒီလိုပုံစံဖြစ်ရင်ဒီကောင်ဘာခေါ်လဲဆိုတော့ socket လို့ခေါ်ပါတယ်အပေါ်ကတော့ကျွန်တော် CPU ပါအဲ့တော့အဲ့လေဒီလို instruction flow အားလုံးကသုံးစရာမလိုပါဘူးဟုတ်ပြီနော်โอเคကဲနောက်တစ် slide ကိုသွားရအောင်ဒီကဲအဲ့တော့ဒီနာလေးကကျွန်တော်နည်းနည်းလေးခတ်ပြီးတော့ကြည့်ပါတယ်နော်ဒီနေ့ကတော့နည်းနည်းလေးများလိမ့်မယ်ဗျနည်းနည်းလေးစူးစမ်းပြီးတော့ live မှတ်ပေးပါနော်အဲ့တော့မသိတဲ့လူတွေကတော့ပြဿနာသိမရှိပါဘူးပို့ပြီးတော့ကျွန်တော်အစီအစဉ်တခြားပို့ပြီးတော့သိသွားပါလိမ့်မယ်နော်မသိတဲ့လူများတော့ကနည်းနည်းလေးစူးစိုက်ပြီးတော့မှတ်ပေးတော့အဲ့တော့ CPU ကိုကျွန်တော်တို့ကအဓိကတိုင်းတာတာဘာလဲဆိုတော့ unit ပဲ unit ကဘာလဲဆိုတော့ speed ပေါ့နော် speed ကိုအဓိကကျွန်တော်ပြောပါတယ်ခုနပြောတဲ့ 3.3 GHz ဆိုတာဒီဘာလဲဆိုတော့သူ့ရဲ့ main speed ပါ CPU တစ်စက္ကန့်အတွင်းမှာဘယ်လောက်အလုပ်လုပ်နိုင်လဲဆိုတဲ့အားတိုင်းတာတဲ့ unit ဖြစ်ပါတယ်ဟုတ်ပြီနော်ဒီမှာရေးထားပါတယ် basic measurement of the CPU is speed မင်း CPU ကဘယ်လောက်လဲဒါပါအောင်မင်းရဆိုသူ့ရဲ့ speed ကိုမေးတာတခြား feature တွေရှိပါသေးတယ်နော်တခြား feature တွေ function တွေသူ specification တွေရှိပါသေးတယ်ဒါအဲ့ဒါလေးကိုကျွန်တော်ပြီးမှပြောရမယ်ဒါပေမဲ့ CPU ရဲ့မင်း CPU ကဘာမျိုးစားလဲဘယ်လောက်ရှိတာလဲ speed ဘယ်လောက်ရှိတာလဲဒါဆိုရင်ကျွန်တော်ကငါ့ရင်ဟာ Intel i7 6 Gen ကြီးspeed ကတော့ခုနက 3.0 ရှိပါတယ်ဒါမျိုးတွေရှိပါတယ်เนาะအဲ့တော့အဲ့ဒါကဘာလဲဆိုတော့ speed ဒီဘာပဲဆိုတော့ how many things it can do in 1 second ဒါ perfect condition နဲ့နော်ကောင်းမွန်တဲ့အခြေအနေပေါ့နော် perfect သူဘာမှ error မတက်ဘူးပြဿနာမတက်ဘူးရန် hit တက်မနေဘူးဆိုခဲ့လို့ရှိရင်သူဒီတစ်စက္ကန့်အဲ့လောက်အမြန်တော့ maximum အလုပ်လုပ်ပြီးပါတယ်ပြောချင်တာကျွန်တော် maximum ထည့်ပြောထားတယ်နော်ဒီထက်တော့ပိုပြီးတော့အလုပ်မလုပ်နိုင်တော့ဘူးဒီကောင်အများဆုံးပဲဟုတ်ပြီနော်လူတွေမှလည်းကျွန်တော်ဘယ်လောက်များသူအလုပ်လုပ်နိုင်တယ်ဆိုတာရှိတယ်အဲ့ပမာဏနဲ့ကျော်တာသူမလုပ်နိုင်တော့မတလို့ပြောရှိပါတယ်နော်အဲ့တော့ staying in the circle and 1 circle per second express ပါလဲဆို1 hertz အဲ့ circle that they do check clearly hertz တုံးခါသွားတာကျွန်တော်ဘာခေါ်လဲဆိုတော့ hertz လို့ခေါ်ပါတယ်အဲ့ hertz အဲ့ဒါမျိုးကျွန်တော်ဘယ်လောက် hertz လုပ်နိုင်တဲ့တစ်စက္ကန့်မှာအရင်တော့ megahertz ခုခေတ်ကတော့ gigahertz ဖြစ်သွားတယ်ရမလားနော်ဟုတ်ပြီအဲ့ဒါကတော့ကျွန်တော်တို့90မှာကျွန်တော်တို့ CPU ကဘာလဲဆိုတော့ million megahertz ဟုတ်နော် million megahertz ခုခေတ်မှာတော့ကျွန်တော်ဘာလဲဆိုတော့ gigahertz billion ရှိသွားပါပြီတဲ့ဟုတ်ပြီနော်အဲ့တော့ million mega တွေပါတွေကျွန်တော်ဘာလဲဆိုတာကျွန်တော်တစ်ချက်ကြည့်လိုက်အောင်နော်မြင်ရလားမသိဘူးဒါချို့တော့သိကြမယ်ထင်ပါတယ်နော်ဟုတ်ပြီကျွန်တော်တို့ m power 0ဆိုရင်ကျွန်တော်ဘယ်လိုလောက်ထွက်လဲ1ပါ1ပေါ့နော်မတာတစ်လို့ရေးထားဒီဘက်မှာလည်းရေးထားပါတယ်နော်အပေါ်ဘက်ကကျွန်တော်တို့ n to the power plus ပေါ့နော်အောက်က minus ပေါ့ဟုတ်နော်အဲ့ဒါဟာတွေကတော့ကျွန်တော်တို့လာအသုံးနဲ့တော့ကျွန်တော်ထည့်မပြောတော့သူ့တော့ပါ3ဆိုရင်ဘယ်လောက် unit ကဘာနဲ့သုံးမလဲ3ဆိုရင်
kilo ကီလို kilo ကီလိုပေါ့ကျွန်တော်တို့ gram နဲ့ kilogram ရှိတယ်လေ gram နဲ့ kilogram ဆိုဘယ်လောက်กว่าလဲ ထောင်กว่า 1000กว่าအဲ့တော့10 to the power 3ဟုတ်တာပေါ့ဟုတ်နော်10 to the power 3ဟုတ်ပြီ10 to the power 6အဲ့ဆိုရင် mega ဘယ်လောက်ရှိလဲ Cái tí. တိမ်ပါ တန်း တန်း ညလုံးကြောက်သွားတယ်နော် 10 သိန်းတန် နော်တန်းနော်ဒါဟိုက6လုံးမှတသိန်း9လုံးဆိုတာတန်းဖြစ်သွားနော်ဒါ10 to the power 6 10 to the power 9ကျတော့ဘာဖြစ်သွားလဲ ไก่กา အိုက်ကာဖြစ်သွားတယ်အန်တထောင်ဟုတ်ပြီနော်ပြီးသွားရင်သူ့ရဲ့ဘောပါတွဲ တထွာတေရာတေတာ အဲ့တော့ byte လို့ခေါ်ပါတယ်နော်ဘောပါ15ဒါ byte လို့ခေါ်ပါတယ် တာ ပြီး hard drive တွေသုံးခုရထင်ပါလေ 1T နဲ့ပြောတာလေ 1db 1TB တော့ B အကြီးနဲ့ရေးတာသူက storage ကိုတိုင်းတာတဲ့ unit တွေ byte နဲ့တိုင်းတာပါတယ် BYTE byte နဲ့တိုင်းတာပါတယ်အမြန်နှုန်းကိုတိုင်းတာရင် hertz နဲ့တိုင်းတာပါတယ်ဟုတ်ပြီနော်ဒါလေးကတော့ကျွန်တော်မသိမဖြစ်သိတာမယ်ဒါ computer line မှာဒါဘာဒီနောက်က unit ကကျွန်တော်တို့ဘာပြောတာလဲမြင်လိုက်တာနဲ့တန်းသိနေရမယ်ဟုတ်ပြီနော်အဲ့တော့ဒါက plus ပဲချမ်းအပေါ်ပဲချမ်းပါနော် minus ပဲချမ်းကိုချက်သွားကြည့်အောင်နော်ဒီမှာ dash 0 cent လို့ခဏထားလိုက်ဗျာအဲ့ဒါတော့ပါ-3ဆိုရင်ဘယ်လောက်လဲ မီလီ ကျွန်တော်မီလီမီတာကြားဘူးတယ်မလား ဟုတ်ကဲ့ မီတာနဲ့မီလီမီတာနဲ့ဘယ်လောက်ကွာမလဲဆိုတော့အစတာကြားမယ်နော်ပြီးသွားရင်10 to the power 6ကြတော့ micro ဖြစ်သွားတယ်10 to the power -9ကြတော့ nano ဟုတ်ပြီနော်10 to the power -12 Pico ကို တော့ပေါ့လားမသိဘူးနော်ဒါလေးတွေကတော့အခုလောလောဆယ်ကျွန်တော်တွေ့ရမှာကစိုက်နေပြောမယ်ဆိုဒီ terabyte ထိကျွန်တော်နေပါပြီဟုတ်ပြီနော်စိုက်နေပြောရင် terabyte တွေ hard disk တွေ terabyte တွေရှိပါတယ်နော်ဒီမှာ speed နဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်ဘယ်ထိပဲချိုးမှာလဲဆိုတော့ gigabyte gigahertz ထိပဲချိုးမှာပေါ့နော် gigahertz ထိပဲ giga ထိပဲချိုးမှာတူတဲ့ပိုးတဲ့ဟာမျိုးတွေတော့မထွက်သေးဘူးပေါ့လောလောဆယ်နော်ဒါလေးကတော့ချိုးလက်တိထားပြီးသားမှာနော်သိတဲ့လူများတွေပို့ပြပါ internet မှာရိုက်ကြည့်တယ်ရပါတယ်နော် okay ဒါကကျွန်တော် CPU ရဲ့ကျွန်တော်တို့တိုင်းတာရင်ဒီကဘာနဲ့တိုင်းတာလဲဆိုတာ speed တိုင်းတာအဲ့ speed ရဲ့ unit တွေပါဆိုတော့ hertz ပါရှေ့ရတော့ပမာဏပေါ့နော် giga ဆိုတော့ billion 1 billion hertz နော်အဲ့ဒါဒီဘယ်အတွင်းမှာလုပ်တာတစ်စက္ကန့်အတွင်းမှာလုပ်သွားတာပါ okay ဒီတိရမှာနော် ရပါတယ် okay ဆက်သွားလိုက်မယ် okay အဲ့မှာကျွန်တော်တို့ CPU ရဲ့ feature ဆိုတာဘာတွေလဲနော် CPU ရဲ့ feature ဘာတွေလဲဆိုတော့မှာ 64-bit computing ဟုတ်ပြီနော်နောက်တစ်ခုက multi-core CPU နောက်တစ်ခုဘာလဲဆိုတော့ program handling နောက်တစ်ခုက cache cache လို့ထွက်တာပေါ့နော် cache နော်သူရဲ့အတန်ထွက်က CAC ရှိ cache လို့အတန်ထွက်ပါတယ်နော်အဲ့ဒါတွေ feature တွေကဒါတွေရှိပါတယ်ဟုတ်ပြီအဲ့ဒီဟာတွေကိုကျွန်တော်ကတစ်ခုချင်းစီစပြီးတော့လေ့လာရအောင်နော် okay နောက် slide ကိုသွားလိုက်မယ်64-bit processing နဲ့ဟုတ်ပြီ 64-bit ဆိုတာဘာလဲနည်းနည်းတော့ကျွန်တော်တို့သူ hardware မှာ CPU မှာ hardware မှာလည်းရှိဆို Windows OS ထဲမှာလည်း64 32ကိုရှိပါတယ်ဟုတ်ပြီနော်64ဆိုတာကျွန်တော်ဘာလဲ32ဆိုတာဘာလဲအဲ့ဒါလေးကျွန်တော်နည်းနည်းရှင်းပြပေးပါမယ်နော်32-bit processing computing လို့ပြောမယ်ဆိုရင်ရှေ့က32တွေဘာကိုကုစားပြုလဲဆိုတော့2 power 32ကိုကုစားပြုပါတယ်ဟုတ်ပြီနော်2 power 32နော်64ဒီ2 power 64သူအဲ့ပမာဏဒီဘယ်ဘာကိုပြောချင်တာလဲဆိုတော့ CPU ကနေပြီးကျွန်တော် RAM ပေါ်မှာရှိတဲ့ address ပေါင်းပမာဏ2 power 32 bit အလုပ်လုပ်နိုင်တာနဲ့2 power 32 bit 64 bit handle လုပ်နိုင်တာနဲ့ကွာခြားသွားပါတယ်ပြန်ပြောပါမယ်နည်းနည်းနားရှင်းသွားအောင်နော်32 bit 64 bit ဆိုတာဘာပြောတာလဲဆိုတော့32 bit means 2 power 32 64 bit means 2 power 642 power 32ဆိုတာဘာပြောတာလဲ2 power 64ဆိုတာဘာပြောတာလဲ RAM ပေါ်မှာရှိတဲ့
address ပေါင်းပမာဏ2 power 32ဒိုဒီမဟုတ်2 power 64 handle CPU က handle လုပ်နိုင်တာ handle လုပ်လို့ရတဲ့အချိန်အတွက်ကိုပြောချင်ဖြစ်ပါတယ်တော့ပါမယ်နော်အဲ့တော့2 power 32 bit လုပ်နိုင်တာ2 power 64 bit လုပ်နိုင်တယ်ဘယ်ကပိုကောင်းမလဲဗျရှေ့ကပြောမယ်ဆို 54 bit က 9 bit ကလောက်တာပိုကောင်း ဗျာ 9 bit ကပိုကောင်း 64ဒါပေါ့2 power 60ပမာဏအရပဲကြီးပမာဏအရပဲကြီးကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်2 power 64ကျွန်တော်တို့ဆိုရင်ပမာဏအရအများကြီးဖြစ်နေပြီဟုတ်ပါနော်2 power 64ဆိုရင်အများကြီးဖြစ်နေပြီအဲ့ပမာဏအလုပ်လုပ်နေတာကျွန်တော်က32တဲ့စာပေါင်းများစွာပူတာနေပြီပေါ့အဲ့တော့ပို့ပြီးတော့ကောင်းတယ်ဆိုတာကျွန်တော်ရေဘူးကပြောလို့ရတာပေါ့နော်โอเคအဲ့တော့ဒီမှာဆိုရင်လည်းကျွန်တော်စာစကားအရရေးထားပါတယ် Central Processing Unit CPU Function Like ဟုတ်တယ်မြတ်တာအခုနကကျွန်တော် brain တစ်ခုလို့ကျွန်တော်အလုပ်လုပ်ပါတယ် it control all communication and the flow of data to and from our part of your computer အဲ့တော့သူကကျွန်တော်တို့ဒီမှာ control အကုန်လုပ်နေတာဒီကနေဘယ်ကိုသွားမလဲဘယ်ကနေဘယ်ကိုပြန်လာမလဲဒါတွေကိုဘယ်လိုတွက်ပြီးမလဲအဲ့ဒါတွေအကုန်လုံးလုပ်ပြီးနေတာဟုတ်ပြီနော်အဲ့တော့ computer with the 32-bit processor are older slower and less secure အဲ့တော့ 32-bit ဆိုတာအရင်တော့ထွက်ခဲ့တာပါဘုခေတ်ကတော့ကျွန်တော်တို့64တွေပဲရှိတော့ရှိသေးရဲ့ဗျရှိတော့ရှိသေးတယ်နည်းနည်းဆက်နိမ့်နဲ့เนาะကျွန်တော် hardware နိမ့်နဲ့ကောင်းနေဆိုရင်32ပဲကျွန်တော်တင်ရတယ်เนาะအဲ့တော့ဒီကောင်ဒီရဲ့ကျွန်တော်တို့ကအရင်ကထွက်ခဲ့တာနှိမ့်လဲနှိမ့်ပါတယ် less secure ဆိုတော့တိတ်ပြီး security မကောင်းဘူးပေါ့เนาะ64 bit ကကျွန်တော်ခုလက်ရှိကျွန်တော်သုံးနေတဲ့ faster ပို့လဲပြန်နဲ့ပို့ပြီးတော့လဲ secure ဖြစ်ပါတယ်တဲ့ဟုတ်ပြီကျွန်တော်နည်းနည်းလေးမြင်အောင်ထပ်ပြောမယ်နော်အဲ့ဒီ32 bit 64 bit ဆိုတော့ software ပဲ download လုပ်ဘူးလား internet ကလည်း ဟုတ်ပါလေဆရာ လုပ်ဖို့ပါပဲ လုပ်ဘူးတယ်နော်လုပ်ဘူးတယ်အဲ့မှာလေးတစ်ခါလေးမင်း32 bit နဲ့ download လုပ်မှာလား64 bit နဲ့ download လုပ်မှာလားမေးတာကြုံဘူးလား ဟုတ်ကဲ့ဟာ ညာ ကြုံဘူးအောင်ဆရာ ကြုံဘူးနော်မေးတာရှိတယ်ဗျမေးတာရှိတယ်နော်နည်းနည်းတတိထားပြီးကြည့်လိုက်နည်းနည်းလေးဟိုတတင်ရမှာရေးထားတတ်တယ်နော်ဒါမှမဟုတ်လေကိုမျက်စိရှမ်းသွားတာဖြစ်ကောင်းဖြစ်နိုင်တယ်တချို့လည်းကြုံမှုလိမ့်မယ်နော်ကြုံမှုတဲ့လူတွေရှိပါလိမ့်မယ်နော်အဲ့တော့ဘာကိုရွေးလိုက်လဲ 64 ဘာလို့လဲ 64ဆရာ ကွန်ပျူတာ64နဲ့ ဗျာအတန်လေးတစ်ခုကြောက်လိုက်လေ ယူလိုက်တယ် ကွန်ပျူတာ ကွန်ပျူတာ64 bit ဖြစ်နေတယ် Okay very good ကျွန်တော်တို့ Windows သုံးထားတဲ့ operating system ဒီ64 bit operating system ဖြစ်တယ်ဆိုရင်ကြိုက်တာဆွဲလို့ရတယ်32 bit ဆွဲ64 bit ဆွဲ installation လောက်ကောင်းကောင်းလုပ်ပါတယ်ဒါပေမဲ့ဖေးကောင်းပိုကောင်းတယ် 64 64 bit ကပိုကောင်းပါလိမ့်မယ်ဟုတ်ပြီနော်ဒါပေမဲ့ကျွန်တော်တို့ရဲ့ operating system ဒီ32 bit နဲ့အလုပ်လုပ်နေရင်ဘာပဲဆွဲရမှာ 32ရကောင်း32ပဲကောင်း 32 bit ပဲကျွန်တော်ဆွဲရမှာဒီ software ဒီ32 bit ဆွဲမှပဲ installation လုပ်မှပဲလုပ်မှာနှမဆိုရင်ကျွန်တော်လုပ်မှာပေါ့တွင်းလို့တော့ရောက်မှာပါဒီလိုဆိုလို့ချင်တာဟုတ်ပြီနော်နောက်တစ်ခုကကျွန်တော်ဗာလဲဆိုတော့ x86 အဲ့ဒါလေးကျွန်တော်နည်းနည်းဒီထဲမှာ OS ထဲမှာပါပါတယ်ဒီလား program file ရှိတယ် program file 86 flash ရှိတယ်ဒီလား ဟုတ်ကဲ့ နော်အားလုံးမတွေ့ရဟုတ်ပြီ86ဆိုတာဘာကိုပြောချင်လဲ 32 bit ပါ ဗျာ 32 bit ကိုပြောချင် ဟုတ်ပါတယ် very good thank you ပါ32 bit ကိုပြောချင်တာပါနော်32 bit ဟောဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီမှာဟိုပြည်ရစထွက်ကားတာသူကနာမည်မျိုးရ8086အနောက်ထွက်သေးတယ်8036ဒါမျိုးထွက်တာနော်အဲ့တော့အဲ့ဒီကောင်နေအဲ့နံပါတ်တွေနဲ့ကျွန်တော်တို့ထွက်တာခုလို Intel ဘာဖြစ်တယ်ဘာစီစီညာစီအဲ့လိုထွက်တာမဟုတ်နော်အဲ့နောက်တစ်ခုရှိတာရှိသေးတယ်8088အဲ့လိုထွက်တယ်အဲ့လိုမျိုးနံပါတ်တွေနဲ့ထွက်တာအဲ့တော့ဘာ808ကျွန်တော်ခုလက်ကြည့်မှာကျွန်တော်မခုတော့အဲ့တယ်နံပါတ်ရှိဒါပေမဲ့80386ရဲ့8086ကလာတဲ့ technology ကျွန်တော်ခုထိယူသုံးနေတာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့ကဘာခေါ်လဲဆိုတော့ x86 လို့သုံးလိုက်တာပါဒါပါပဲเนาะနာမည်လေးကဒီလိုပေးထားတာဒါလေးကိုရှင်းပြချင်တာပါเนาะအဲ့တော့အကယ်၍များ32 bit လား64 bit လားမသိဘူးဆိုရင်ဘာဆွဲရမလဲဆိုတော့ x86 ကိုဆွဲခဲ့ပါ32 bit မှာ64 bit မှာနှစ်ခုသလုံးမှာအလုပ်လုပ်ပါတယ်ရမလားမသိโอเคเนาะရှင်းပြီလား
နေပါတယ်ဆရာ ဟုတ်ပြီအဲ့တော့ကျွန်တော်တို့နည်းနည်းလေးထပ်ပြောမယ်ဆိုရင်ကျွန်တော်တို့ကဟိုလေခုနာမှာဘယ်လိုကျွန်တော်ဆက်က2လား64လားဘယ်လိုကြည့်မလဲဒီမှာတွေ့လားမသိဘူးတွေ့လား ပါရ နော်အဲ့ဒါကကျွန်တော်တို့ရဲ့ operating system က64 bit နဲ့အလုပ်လုပ်နေတာဖြစ်တဲ့အတွက်32 bit တွင်64 bit တွင်နဲ့အကုန်အလုပ်လုပ်ပါတယ်ဒါလေးကိုပြောချင်တာပါဘာကြောင့်လဲဆိုတော့ CPU ကိုယ်၌ကလည်းကျွန်တော်တို့က64 bit နဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက်ဒီ function တွေကျွန်တော်တို့ရသွားတာပါရမလားမသိပါတော့ Okay ရမယ်ဆိုရင်နောက် slide တစ်ခုလေးကူအောင်နော်ဒါလေးကဲနောက်တစ်ခုကကျွန်တော်တို့ Martico တဲ့ Martico ဘယ်လိုနာမည်လေးကိုဖတ်ကြည့်ပြီးတော့ဘယ်လိုလေးပြောလို့ရမလဲနှစ်ခုသုံးခုပါတယ် ဟုတ်တယ်နှစ်ခုသုံးခုပါတယ်ဘယ်လိုနှစ်ခုသုံးခုပါပါလေးနှစ်ခုသုံးခုပါတယ်โอเคပါကဲအဲ့တော့ကျွန်တော် CPU နှစ်ခုပါ ဗျာ ဆရာ chip တစ်ခုတည်းမှာ CPU နှစ်ခုပါရင်ယူရကို ဟုတ်ပါတယ် chip တစ်ခုကျွန်တော်တို့တွေးမြင်နေရတာတော့ physically CPU တစ်လုံးပဲဒါပေမဲ့ကျွန်တော်တို့အထက်မှာ6ဆိုပြီးတော့2ခု4ခု6ခု8ခုဒီလိုခွဲပလိုက်ဟုတ်ပြီဘာယူရချက်နဲ့ခွဲရလဲreason ပါ multitasking ညာ ဟုတ်မှာပါပါတယ် multitasking အတွက်လား ဟုတ်ပါတယ် very good thank you ပါကျေးဇူးများကြီးပါ multi ဘာကြောင့်ဒီလိုလုပ်လဲ multitasking လုပ်ချင်လို့ဟုတ်ပြီနော် multitasking လုပ်တယ်ကျဲကျွန်တော်တို့လူတစ်ယောက်မှာတပြိုင်နက်တည်း at the same time ပေါ့နော်တပြိုင်နက်တည်းအလုပ်ဘယ်နှခုလုပ်နိုင်မလဲ နှစ်ခု တပြိုင်နက်တည်းအလုပ်ဘယ်နှခုလုပ်နိုင်မလဲအိမ်မှာလေကျွန်တော်ဖုန်းတွေပါသုံးနေတဲ့အချိန်လေးတစ်ခုပြန်စစ်တာတယောက်တည်းကျွန်တော်ဖုန်းကြည့်နေဒါပါလို့ねအလုပ်တစ်ခုမျက်လုံးအလုပ်တစ်ခုလုပ်နေနောက်ပါလို့သေးလဲ တာတင်းနေ ဗျာ လက်ကလည်းရှေ့မှာရှိတဲ့မုတ်တွေပါကောက်ကဲမစားဘူးလားစားမှာပါနော်စားအောင်ပါပဲနောက်တစ်ခုအကယ်၍များတချင်းနားထောင်နေမျက်စိတွေမဟုတ်ဘူးနားမှာအလုပ်လုပ်နေပြီဟုတ်ပြီနော်နောက်တစ်ခုတချင်းရဲ့ဘိတန်လေးနဲ့လိုက်ပြီးတော့ခြေထောက်ကအောက်ကနေလိုက်လှုပ်နေသေးတယ်ဒါတွေအားလုံးတွေကျွန်တော်တို့ကတစ်ချိန်နဲ့တစ်ပြိုင်နဲ့အတွင်းမှာဖြစ်သွားတာ multitasking ဟုတ်ပြီနော်โอเคကျွန်တော်တို့ခုလက်ရှိအနေထားမှာလဲကွန်ပျူတာတစ်လုံးတွေကျွန်တော်တို့ကကိစ္စတစ်ခုတည်းကိုပဲအလုပ်လုပ်နေရမှာအခုကျွန်တော် screen sharing လုပ်ထားတယ်နော် screen sharing လုပ်ထားတယ်ဥပမာ expand မှာဘာတွေဖွင့်ထားလဲကြည့်လိုက်ပါတွေ့လားမသိ test bar ဆိုတာသိလားမသိ Fiverr Chrome နေ Notepad တွေ Fiverr တွေရော Chrome တွေရော Zoom တွေရော Notepad တွေရော PowerPoint တွေရောပိတ်နေရော RAW ပါသေးတယ်ဟုတ်ပြီနော်အဲ့တော့ဆိုလိုတဲ့သဘောဒီဒါတွေအားလုံးကိုကျွန်တော်တို့ကတပြိုင်နက်တည်းအလုပ်လုပ်ဖို့ဆိုတာဘာကြောင့်အလုပ်လုပ်ဖို့ဆိုတာ single core ဆိုရင်ကျွန်တော်တို့ကအလုပ်မလုပ်နိုင်ပါဘူးအဲ့ဒါကျွန်တော်တို့ဒီ clay တို့ခစ်ကြတော့တိတ်မရှိတော့ဘူးဗျကျွန်တော်တို့အရင်ခစ်ကဆိုရင်ကျွန်တော်တို့ဘယ်လိုရှိလဲဆိုတော့နော် P3 ပေါ့ Pentium 3ဖြစ်မှာဆိုရင်စက်တွေ4တွေကျွန်တော်တို့ကဘာလုပ်လဲဆိုတော့တချင်းဖွင့်ထားတယ်အဲ့အချိန်မှာစာရိုက်နေတချင်းနားထောင်တာနော်အဲ့တော့နည်းနည်းလေးလေးသွားပြီဆိုရင်လေးနေတဲ့အချိန်ဘာလဲစာလေးတစ်လုံးရိုက်နေတဲ့အချိန်မှာတချင်းနည်းနည်းလေးဖြစ်သွားတယ်နည်းနည်းလေးတိလိုက်တယ်ဖြစ်သွားတယ်ဒါမှမဟုတ်ရင်ရိုက်လိုက်တဲ့စာလုံးလေးဒီခဏလေးနေမှပေါ်လာတယ်ခဏလေးပေါ့နော်စက္ကန့်မှတော့မကြောက်စက္ကန့်ဘယ်တော့အဲ့လောက်ကလေးပဲကြောက်အဲ့လောက်ကလေးအချိန်မှာတန်းပေါ်မလာဘူးဗျအဲ့လောက်ကလေးအချိန်မှာပေါ်လာတယ်ဆိုလိုတာဘာဖြစ်လဲဆိုတော့ multitasking အလုပ်လုပ်တဲ့နေရာမှာအားနည်းနေတယ်ကျွန်တော်ပြောတာဘာလာမသိဘူးဟုတ်ပြီနော်အဲ့လို multitasking တွေအလုပ်လုပ်လို့ရအောင်လို့ကျွန်တော်တို့ကအထက်မှာကိုအများကြီးထည့်လိုက်တာဟုတ်ပြီနော်ဒါကနောက်ပိုင်းထွက်လာတဲ့ technology အဲ့ multi core technology ထွက်မလာရင်ကျွန်တော်တို့အရင်ဘာထွက်လဲဆိုတော့ hyper thread ဆိုတာထွက်ပါတယ်
hyperthread ဟုတ်လားမသိဟုတ်လားဟုတ်ပြီကဲထားပါနော် hyperthread ဆိုတာဘာလဲ CPU တစ်လုံးနဲ့ကိုပဲသူက virtually နှလုံးနောက်ထပ်တစ်လုံးပေါ့နော်နောက်ထပ်တစ်လုံးဖန်တီးလိုက်တာဒါပေမဲ့ဒီကောင်ဒီတကယ်အစစ်မှန် CPU မဟုတ်နောက်ထပ်ပေါ်လာတဲ့လုံးဒီ CPU ရဲ့လုံးဆောင်နေတဲ့ 100% 20% 30% 40% လောက်ကိုနောက်ထပ် CPU တစ်လုံးအနေနဲ့ဖန်တီးလိုက်တာတကယ်မရှိဘူး virtual ဖန်တီးလိုက်တာ technology တစ်ခုပေါ့နော်ဟိုအရင်တော့ကျွန်တော်တို့2006 2009အဲ့လောက်မှာကျွန်တော်တို့ထွက်ခဲ့တာပေါ့နော်အဲ့ဒါရင်ကအဲ့တော့ဘာဖြစ်လဲဆိုတော့ CPU device manager မှာတွားကြည့်လိုက်လို့ရှိရင်အဲ့ CPU ကကျွန်တော်နှလုံးမြင်နေရလားတကယ်တမ်းတော့ CPU တက်တာတစ်လုံးနဲ့ဆိုတဲ့သဘောလေးနော်အဲ့တော့ CPU တက်တာတစ်လုံးနဲ့ဒါပေမဲ့ကျွန်တော်မြင်နေရတာနှလုံးမြင်ရတယ်ဘာကြောင့်လဲဆိုတော့ခုနပြောတဲ့ hyperthread technology ကြောင့်ကျွန်တော်နှလုံးမြင်ရတာအဲ့ဒါကိုမှနောက်ထပ်6 2ခုခွဲလိုက်တော့2 core 4 thread ဖြစ်သွားတယ်အဲ့ဒါလေးကြောက်ဘူးလား2 core 4 thread ဒီလိုဖြစ်သွားတာအဲ့တော့ CPU စုစုပေါင်း4လုံးဖြစ်သွားတယ်ကြောက်နော်အဲ့တော့ CPU 4လုံးဖြစ်သွားတော့ text 4ကိုဒီပြိုင်နဲ့အလုပ်လုပ်လို့ရတယ်လို့ပြောလို့ရတယ်ဘာတွေလုပ်မလဲကျွန်တော်တရှင်းဖွင့်ထားမယ်တရှင်းဖွင့်ထားတဲ့အချိန်မှာ download ဆွဲနေမယ်အဲ့ဒီတစ်ချိန်ထဲမှာပဲကျွန်တော်စာရက်ချိန်ရိုက်နေမယ်တော့ပေါ့လားမသိဘူးဒါတွေက multitasking နေပဲအဲ့ဒါတွေကိုကျွန်တော်အထဲမှာရှိတဲ့ code တွေ text management လုပ်ပြီးတော့ခွဲပြီးတော့လုပ်သွားတာအားလုံးရမလားမသိဘူးဟုတ်ပြီနော်အဲ့တော့ set တစ်လုံးမှာရှိတဲ့ကျွန်တော် set ရဲ့ specification တွေကအဲ့ဒါကိုဘယ်လိုကြည့်မလဲ run box win r key နဲ့ run box အဲ့ဒါလေးတွေမှတ်ထားပေးပါနော်break ဒီမှာလည်းစမ်းကြည့်လို့ရပါတယ်နော် run box ကနေကျွန်တော်ဘာခေါ်လိုက်မလဲဆိုတော့ ms info 32 ms info 32မြင်ရလားမသိဘူး ms info 32ဒါနော်ပြီးရင်နားခေါ်လိုက်ပါနားလေးပါနော်နည်းနည်းလေးသွားနားလေးများသွားရေးကြည့်လိုက်အောင်ရအောင်လည်းနော်ကြာကျွန်တော်ပြီးတော့မှပြန်ခေါ်ပြပါမယ်နော်ဖွင့်ထားတာများတော့ပိတ်ပြီးမှကျွန်တော်โอเคအဲ့ဒါနဲ့ကျွန်တော်ပြီးတော့မှကျွန်တော်အဲ့ဒါပြမယ်နော်โอเคအဲ့တော့အဲ့ဒီဟာ command လေးတော့တစ်ချက်မှတ်ထားပြီပါrun box ကသုံးလို့ရတဲ့ဟာလေးဘယ်လိုကြည့်လိုက်ဘယ်လိုရ shortcut ကလေးအဲ့ဒါလေးကျွန်တော်အလင်းတင်လို့ကျွန်တော်လုပ်ပြပေးသွားပါနော်โอเคပြီးအဲ့တော့CPU တစ်လုံးပဲအထဲမှာကျွန်တော်တို့9 2ခုဆိုလို့ရှိရင်သူ့ကိုကျွန်တော်ဘာလို့ခေါ်လဲဆိုတော့ UA 9လို့ခေါ်ပါတယ်ဟုတ်ပြီနောက်ထပ်4ခုဆိုရင်ကျွန်တော်တို့ဘာခေါ်လဲဆိုတော့ quad 9လို့ခေါ်ပါတယ်နောက်6ခုဆိုရင် Hexagon 7ခုဆိုရင် Octa-core လို့သုံးပါတယ်ဒါလေးရေးထားပါနော်2ခုဆိုရင် UA 9 4ခုဆိုရင် quad 9 6ခုဆိုရင် Hexagon 7ခုဆိုရင် Octa-core လို့ခေါ်ပါတယ်အဲ့ဒါကို hyperthread နဲ့ထပ်ပြီးတော့မြောက်လိုက်ရင်သူ့ရဲ့2ဆထပ်ဖြစ်သွားပါတယ်ရမလားနော်โอเคဒါဆိုရင်နောက် slide လေးတစ်ခုသွားလိုက်အောင်ဟုတ်ပြီနောက်ထပ် feature တစ်ခုက handling program တွေဘယ်လိုသူက handle လုပ်လဲပေါ့နော်လာတဲ့ကျွန်တော်တို့ information တွေ instruction တွေပေါ့နော် instruction တွေ data တွေ instruction တွေကိုသူကအထဲမှာရှိတယ်သူက CPU ထဲမှာကျွန်တော်ဘာထည့်ထားလဲဆိုတော့ code book ဆိုတဲ့ instruction set ထည့်ထားပါတယ်ဘာဆိုရင်ဘာလုပ်ဘာဆိုရင်ဘာလုပ်အဲ့ဒါကိုကြည့်ပြီးတော့
ကျွန်တော်တို့အလုပ်လုပ်ပါတယ်အဲ့တော့ကျွန်တော်တို့ programmer write application in different computer language that are translate in code and are structured by CPU instruction set အဲ့တော့ဒီဘက်ကကျွန်တော်တို့က program လုပ်ခိုင်းရတယ် program ရေးလိုက်တယ်เนาะ program ရေးထားတဲ့ program ရကြိုက်တဲ့ language နဲ့ရေးprogram language တွေအများကြီးရှိတယ် C developer လား Java လား Python လားအဲ့ဒါမျိုးနဲ့ကျွန်တော်ကြိုက်တာနဲ့ရေးလိုက်ဒါပေမဲ့အထက်ရောက်တာနဲ့တပြိုင်နက် तू ကဘာလုပ်လဲ तू နားလိုက်တဲ့ပုံစံတိုင်းပြန်ပြောင်းလိုက်အဲ့ဒါဟိုနေ့ကကျွန်တော်ပြောတာ interpret ဆိုတာနော် interpret တနည်းအားဖြင့် decode လုပ်လိုက်တယ်နော် तू နားလိုက်တဲ့ပုံစံအတိုင်းပြန်ပြောင်းလိုက်တယ်ပြန်ပြောင်းပြီးတော့မှဘယ်ကောင်းဘာလို့ तू ကခိုင်းပါတယ်ဟုတ်ပြီနော်ပြီးတော့ the browser then walk through the code and output command to various password ရလာတဲ့ကျွန်တော်တို့ output ကိုမှမင်းကဘယ်ကလာတဲ့အတွက်ဘယ်ကိုပြန်သွားမင်းကဘယ်ကလာတဲ့အတွက်ဘယ်နားမှာပြန်နေအဲ့ဒါတွေအကုန်လုံးကျွန်တော်တို့ CPU ကနေပြီးတော့အကုန်လုံး control လုပ်သွားတာပါဒါကကျွန်တော်တို့ program handling ပိုင်းလေးဒါလေးကဒီလောက်သိထားရပါပြီနော် okay နောက်တစ်ခုဆက်သွားလိုက်မယ်နော်နောက်တစ်ခုကကျွန်တော်ဘာလဲဆိုတော့ cache memory နော်အောင်ဒီအဆင်ပြေလားမသိဘူးဟုတ်ကဲ့အဆင်ပြေပါဆရာဟုတ်ကဲ့ပါနော်လေစကားကျွန်တော်ပြောတဲ့လေတန်ကရှင်းလင်းလားပြတ်သားမှုရှိလားနားလည်လားအဲ့ဒါလည်းပြောပါနော်အာမနာပါနဲ့ကျွန်တော်ဘာမှအားနာစရာမလိုပါဘူးအဲ့တော့မရှင်းလိုက်ဘူးနားမကြားလိုက်သိချာမကြားလိုက်ဘူးဒိုင်းတစ်ခုကြောင့်ဟောမဖြစ်ဘူးဆိုရင်ချိန်လေးပြန်ပြောပါကျွန်တော်ပြန်ပြောပြပေးပါမယ်နော် okay နောက်ပြန်တည့်ရပဲကြာထားတယ်နော်ဒီနေ့ကဒုတိယနေ့ပေါ့နောက်ပြန်တည့်ရဆိုတော့နည်းနည်းတော့ကျွန်တော်မြန်လေးသွားမှဖြစ်မယ်တော့ပြောချင်တဲ့ဟာလေးအကုန်မပြောလိုက်ရပါဆိုနော် okay နောက်တစ်ခုကကျွန်တော်ပါဆိုတော့ CPU ရဲ့နောက်ထပ် features တစ်ခုကဘာလဲဆိုတော့ cache memory နော် cache memory ဆိုတာဘာလဲနော်နည်းနည်းတော့ပြောရမယ်ဘာလဲဆိုတော့ဥပမာဆိုကြပါစို့ကျွန်တော်ဒီနားမှာကျွန်တော်ပစ္စည်းတွေကျွန်တော်လုပ်မယ်ကအခုဇွန်းတင်မယ်ဆိုတော့ကလေးတို့ကျွန်တော်ကပစ္စည်းပြဖို့ဘာတွေညာလဲကျွန်တော်ကယူထားတယ်အဲ့တော့ဒီဟာတွေဒီကျွန်တော်ဘယ်မှာရှိလဲတကယ်တမ်းသိမ်းတာဆို store ခန်းထဲမှာသိမ်းထားတာနော် store ခန်းထဲမှာသိမ်းထားတာအဲ့ဒါကိုကျွန်တော်ပြကန်ဒီမှာတစ်ခုချင်းစီတွားယူနေရင်ကြာမှာပေါ့အလုံးမဖြစ်ဘူးအဲ့တော့ဘာလုပ်လဲဒီနားမှာကျွန်တော်ကုန်ယူထားလိုက်တယ်အဲ့တော့လိုချင်တဲ့ဟာကိုယူပြီးတော့ကျွန်တော်ပြလိုက်ရမယ် cache memory ဆိုတဲ့သဘောတည်လေဒီတိုင်းဥပမာကကျွန်တော်နောက်ထပ်ဥပမာလေးတစ်ခုပြောပါမယ်ခုနပြောတဲ့ 2+2 နော် 2+2 4ထွက်တယ်ဟုတ်ပြီနော် okay ကျွန်တော်ဒါလေးကိုပြီးရင်ဒါခုနပြောတယ်ကျွန်တော် 2+2 into 5ဒီဘယ်လောက်ရအောင်ညောက်ကြည့်နေရလား Yeah 20ပါ20ရပါဗျာ20ရပါဆရာ20ရမယ်20ရမယ်ဟုတ်ပြီဘယ်လိုလုပ်လိုက်တာလဲဆရာ2နဲ့ရေပေါင်းပြီးတော့5နဲ့2နဲ့ပေါင်းဒါတော့သင်္ချာနည်းရကျွန်တော်တို့ဂွင်းဤစားမြောက်ပေါင်းတော့ဒါထားပါနော်ဂွင်းနဲ့ဟာကိုရင်ရှင်းပြီးမှမြောက်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဂွင်းနဲ့ဟာကိုရင်ရှင်းဆိုတော့ memory ကနေအရင်ဆုံးကျွန်တော်ဘာကိုပို့လိုက်လဲဂွင်းထဲမှာရှိတဲ့ 2+2 ကိုကျွန်တော်အရင်ပို့လိုက်အဲ့တော့ CPU ကအရင်စတော့4ဆိုပြီးတော့ memory ကိုပြန်သွားပို့ဟုတ်ပြီနော် memory ကိုပြန်သွားပို့ပြီးတော့မှမင်းဒီ equation မပြီးသေးဘူးဒီမှာ9နဲ့ထပ်မြောက်ပြီးရောအမှတစ်ခေါက်ပြန်ပါဆိုတော့ဘောဒီဘယ်နှခေါက်သွားလဲ2ခေါက်သွားနေရတယ်နောက်ပြီးတော့ညမှာ20ဆိုပြီးထွက်လာတယ်2ခေါက်သွားနေအဲ့တော့အဲ့လိုမလုပ်ချင်ဘူးဘာလုပ်လဲ CPU မှာကျွန်တော်တို့ cache memory ဆိုတာလေးလိုက်တယ် L1 L2 ထည့်လိုက်ပြီးတော့ဒီဘက်မှာလောက်ရမယ်အလုပ်ကိစ္စမှန်သမျှကိုကျွန်တော်တို့ A1 A2 ထဲမှာ priority ရနော် priority ရကျွန်တော်တို့ထည့်လို့ရအောင်ကျွန်တော်ထည့်ထားလိုက်ရေးကြည့်တဲ့ကောင်အရင်ဆုံးထည့်ပေါ့တော့မှထည့်ဒုတိယရေးကြည့်တဲ့ကောင် A2 မှာထည့်နောက်တစ်ကောင်ကတော့ခဏစောင့်ဒီမှာမပြီးသေးဘူးတော့ပေါ်လာမသိဘူးနော်အဲ့ဒီဟာကိုကျွန်တော်တို့ကဘာခေါ်လဲဆိုတော့ cache memory လို့ခေါ်ပါတယ်တော့ပေါ်လာမသိဘူးပို့ပြီးတော့ CPU အလုပ်လုပ်ရတာပို့ပြီးမြန်ဆန်တွက်လက်သွားအောင်ပံ့ပိုးပေးတဲ့ technology တစ်ခုပါပဲ CPU နဲ့အတူတွဲရပါလာပြီးသားပါ CPU တစ်ခုဝယ်လိုက်လို့ရှိရင်ဒီ CPU မှာ cache memory ဘယ်လောက်ပါတယ်ဆိုတာအသေးပါလာပြီးသားအဲ့ဒီ memory ကိုအဲ့ဒီ cache memory ကျွန်တော်ပြောင်းလို့လည်းမရပါဘူးဖြုတ်လို့လည်းမရပါဘူးပြန်ထပ်တိုးလို့လည်းမရပါဘူးအဲ့ဒါကြောင့်သူ့ကိုကျွန်တော်တို့ဘာခေါ်လဲဆို static memory မျိုးစားပါ cache memory ဒီပြောမယ်ဆိုရင် STA
ဒီ IC static memory မျိုးစားပါနော်အဲ့တော့ static dynamic ကြောက်လား ဟုတ်ကြောက်ပါ ဟုတ် static ဆိုရင်ဘာပြောတာဖြစ်မလဲ dynamic ဆိုရင်ဘာပြောတာဖြစ်မလဲ static ကတည်ငြိမ်ရ dynamic ကရွှေ့ရပါနဲ့ပြော အဲ့ဒါပေါ့နော် static တွေတည်ငြိမ်တဲ့သဘောကိုပြောခြင်းဖြစ်ပါတယ် dynamic တွေလှုပ်ရှားတယ် reshape တယ်တွေပဲပြောင်းလဲနိုင်တယ်ဆိုတာကိုကျွန်တော်ရည်ညွှန်းခြင်းဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီကောင်ဒီ static memory မျိုးစားတော့ပြောထားတာဖြစ်တဲ့အတွက်ဒီကောင်ကခုနပြောတဲ့ဖြုတ်တာလဲတာပြင်တာထပ်တိုးတာဘာမှလုပ်လို့မရပါဘူးဒီမှာဘယ်လောက်ပါလာလဲပါလာတဲ့အတိုင်းပဲမင်းတော့ပါတော့ပါလားအဲ့ဒါဝယ်တဲ့အခါမှာကိုက cache memory ဘယ်လောက်များများလိုချင်တာလဲဆိုတဲ့ဟာကိုကြည့်အဲ့ဒါကိုကျွန်တော်တို့တစ်ခါလေးကြည့်ပြီးတော့ဝယ်ရမှာဖြစ်ပါတယ်โอเคရမလားမသိဘူး ဟုတ်ရ okay ဟုတ်နော်โอเคအဲ့တော့ဒါဒီကျွန်တော်တို့က CPU ဆိုတာပါလဲနဲ့ CPU မှာပါတဲ့ features လေးတွေကျွန်တော်လည်းငယ်ပြောပြခြင်းဖြစ်ပါတယ်အများကြီးရှိပါသေးတယ်เนาะဒါတော့ကျွန်တော်အချိန်ကန့်သတ်မှုရအချိန်ရကျွန်တော်လည်းဒီလောက်ပဲကျွန်တော် basic ပိုင်းလောက်ပဲကျွန်တော်ပြောရအောင်အခုကျွန်တော်နည်းနည်းCPU ကခုနပြောကျွန်တော် brain on the computer ပေါ့เนาะအခုလည်းအကြောင်းသားတွေကျွန်တော်မှတ်ရပြတာများတော့ဟုတ်တော့ပူးနေလား ရပါသေးစီ ရတယ်เนาะရတယ်ဘာပူသွားရင်လည်းမပူအောင်လို့ကျွန်တော်ကဘာတက်ဖို့မလဲဆိုတော့ power and heat management ခုန CPU ကအလုပ်လုပ်ရတာပူတာမပူအောင်လို့ကျွန်တော်တို့က cooling system ဆိုတာတက်ပြရပါတယ်ဟုတ်ပြီနော် cooling system ဆိုတာတက်ပြရပါတယ်အဲ့တော့ cooling system 3မျိုးရှိပါတယ်နော် CPU မှာတွားတဲ့ cooling system ကျွန်တော်တို့3မျိုးရှိပါတယ် passive cooling နောက်တစ်ခုက active cooling နောက်တစ်ခုကကျွန်တော်ဗာလဲဆိုတော့ liquid cooling ခေါ်ပါတယ်ဟုတ်ပြီနော် okay ကဲဒါကစာစကားရ theory စကားရပြောတာအပြင်မှာ passive cooling ဆိုတာဘာလဲစပြီးကြည့်လိုက်အောင်ဒါမျိုးလေးတွေ့ဘူးလားတွေ့ဘူးလား ပြောပါတယ် ဟုတ်ပါလေ ပြောပါတယ်ဗျာ ဒီလိုဟာမျိုးလေးဘာမှမပါဘူးအဲ့ဒါ heat sink လို့ခေါ်ပါတယ်နော် heat sink အမှဒီမှာလေးရေးထားပါတယ် passive heat sink of the made of metal and contact away from the CPU တဲ့ဒီကောင်ဒီကောင်တို့ကဘာလေးတွေနဲ့ clip ကို play နဲ့ညှက်ထားတာပါနော်အဲ့ heat sink အောက်မှာပါပြီးတော့ chipset CPU ရှိတာသူ့ကိုကျွန်တော်တို့က passive cooling ဖြစ်တဲ့အတွက်ဘာပါဝါမှပေးစရာမလိုပါဘူးဒီတိုင်းလေးပဲအဲ့တော့ဆိုကြည့်ရမှာကျွန်တော်ပုံစံလေးကြည့်လိုက်မြောင်းလေးတွေပါတယ်တွေ့လားမြောင်းလေးတွေပါတယ်နော်ဒီမှာလဲကျွန်တော်တို့အားရမှာကြားလက်ကလေးပါတယ်နော်မြောင်းလေးတွေထည့်ထားတယ်နော်အဲ့တော့ဒါဘာလို့ထည့်တာလဲအောက်က chipset ကအလုပ်လုပ်ရညာတော့ကျွန်တော်ပူးလာအဲ့ဒီအပူကိုကျွန်တော်တို့က heat sink ကနေစုပ်ယူလိုက်တယ်စုပ်ယူလိုက်ပြီးတော့ကျွန်တော်တို့အဲ့ဒီကြားလေးတွေကလေအေးရပြန်ဝင်ပြီးတော့အဲ့ဒီ heat sink ကိုပြန်ပြီးအေးသွားအောင်လုပ်ပေးတာပါဝါမလိုပါဘူးအဲ့ဒါကြောင့်သူ passive cooling ခေါ်ပါတယ်ဟုတ်ပြီနော်ရမလားနောက်တစ်ခုကကျွန်တော်ဗာလဲဆိုတော့ active cooling active cooling ဆိုတော့ကျွန်တော်ဗာလဲဆိုတော့ဒီမှာဒီလိုဟာမျိုးပါဒီလိုဟာမျိုးဒီအောက်မှာကျွန်တော်တို့ heat sink ရှိပါတယ်เนาะဖြူနဲ့เนาะ metal ပေါ့เนาะတတူဒါ heat sink ရှိပါတယ်အဲ့ဒီ heat sink ရဲ့အပေါ်မှာကျွန်တော်ဘာရှိလဲပန်ငါရှိပါတယ်ပန်ငါလေးရှိပါတယ်เนาะပန်ငါလေးရှိပါတယ်အဲ့ဒီပန်ငါကိုဘာပေးရမလဲဒီမှာပါဝါပေးရပါတယ် CPU fan connect လုပ်တဲ့နေရာmotherboard မှာရှိပါတယ်အဲ့ဒါ connect လုပ်ပေးရပါတယ်ကြမလားเนาะအဲ့တော့သူ့သဘောကလည်းခုနအတိုင်းပဲတူတူပဲဒီမှာ CPU နဲ့ဒီကောင်နဲ့ကတ်ထားမယ် CPU ပေါ်မှာတက်လိုက်မှာပေါ့နော် CPU အောက်မှာရှိမယ်ဒီကောင်ပေါ်မှာဒီလိုတက်လိုက်မယ် CPU နဲ့ကောင်ကတ်နေမယ်ကတ်နေတဲ့က CPU ရဲ့အပူချိန်ကိုသူကဒီကောင်ဆုပ်ယူလိုက်မယ်ယူပြီးတော့မှဟာဒီ fan နေပြီးအဲ့ဒီလေပူကိုမှုတ်ထုတ်လိုက်အပြင်မှုတ်ထုတ်လိုက်အပေါ်ဘက်ပေါ့နော်မှုတ်ထုတ်လိုက်ပြီးတော့ဒီကြားလေးကနေပြီးလေအေးပြန်ဝင်
နော်အဲ့ဒီခါနဲ့ CPU ကိုအပူချိန်ကျသွားအောင်အေးသွားအောင်ကျွန်တော်တို့လုပ်ပြတာပါသူ့ကိုကျတော့ power ပေးရတာဖြစ်တဲ့အတွက် active cooling လို့သုံးပါတယ်ကြမ်းလားမသိဘူးနော်နောက်တစ်မျိုးကပါလဲဆိုတော့ liquid cooling နော် liquid cooling ဒါကတော့ကျွန်တော်တို့အရန်လုံးတဲ့ set တွေပိတ်တောင်းပိတ်ကျွန်တော် streamer တွေရှိတယ်ဗျ gamer တွေရှိတယ်သူတို့ကြတော့ကျွန်တော်တို့ကgaming set ဆိုလို့ရှိရင် power တအားပေးရတယ်အရန်အလုပ်လုပ်ရတယ်ပေါ့ဗျာအဲ့တော့ဘာဖြစ်လဲ heat အားတက်တယ်အဲ့တော့သူကရိုးရိုး heat cooling system တွေမရတော့ pipeline တွေနဲ့ပွေထား pipeline တွေဒီမှာကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ဒီမှာ pipeline တွေရှိတယ် pipeline တွေထဲမှာကျွန်တော်တို့ပြခဲ့ပေါ့နော်ဒီတစ်မျိုးကျွန်တော်တို့ကအဲ့ထဲကိုထည့်ရပါတယ်ပြီးတော့မှကောင်းနေကျွန်တော်တို့ကစီးလာတယ်ဒီကနေကျွန်တော်ဒီ pipeline ကနေကျွန်တော်စီးလာမယ်စီးလာပြီးသွားလို့ရှိရင်ဒီကနေကျွန်တော်အပူစုပ်ပြီးတော့ကျွန်တော်အဲ့ဖူးနေတဲ့ကျွန်တော်တို့အကြီးကိုဒီဘက်ကိုပြန်ပြီးတော့ထည့်သွားမယ်ဒီဘက်ကနေအေးတဲ့အကြီးကပြန်ဝင်လာမယ်အဲ့ပူတဲ့ကောင်ဒီဘက်ရောက်လို့ရှိရင်ပြန်အေးသွားတယ်လို့ခါနဲ့လုပ်ထားပါမယ်နော်ဒါတော့ installation လုပ်ရတာနည်းနည်းတော့ခက်ပါတယ်တစ်ခါလေကြာရင်အဲ့ဒီပိုက်ခဲ့ရတာဟာနည်းနည်းလေးကျွန်တော်တို့ထွက်လာစုပ်လိုက်ရတဲ့ဟာမျိုးရှိတယ်အဲ့ဒါနည်းနည်းအရှိန်လုံးသွားရင်ဇက်ထဲတွေပိုင်ဝင်သွားတတ်တယ်အဲ့ဒါဆိုရင်တော့ game over တွေပိုင်ဖြစ်သွားတတ်တယ်နော်နည်းနည်း chemical ဆိုတော့နည်းနည်းသတိထားရတယ်အဲ့ဒါလေးကတော့နည်းနည်း installation နည်းနည်း legend practice လုပ်ပြီးမှလုပ်တာကောင်းတာပေါ့နော်အဲ့တော့ CPU အပူပေးတဲ့စနစ်3ခုရှိပါ cooling system 3ခု passive cooling active cooling နဲ့ liquid cooling ဆိုပြီး3မျိုးရှိပါတယ်ရမှာမသိအောင်ဟုတ်ရပါ Okay နော် Okay နည်းနည်းလေးကျွန်တော်တို့ဆက်သွားလိုက်မယ်နော်နောက်တစ်ခုကကျွန်တော် CPU ကိုပါသွားမယ်ဆိုတော့ RAM ကြောင်းသွားပါမယ်နော် random access memory တဲ့နော် random access memory ဆိုတာ PC memory လို့ခေါ်တယ် volatile memory လို့ခေါ်တယ်ဟုတ်ပြီ volatile ဆိုတာပါလေပျော်ဝင်လွယ်တော့ ဗျာ ပျော်ဝင်လွယ်တော့ volatile ကကျွန်တော်တို့ကအငွေ့ပြန်သွားတာပြောတာဟုတ်ပြီနော်အငွေ့ပြန်သွားတာဒီမှာတော့ဟိုလေ memory ကအငွေ့ပြန်သွားတာမဟုတ်ပြောချင်တာပါလဲဆိုတော့မနေ့ကကျွန်တော် storage unit ကိုပြောတဲ့အခါမှာသိန်းနေ storage ဆိုတော့ဗါလဲသိန်းဖို့တွေ့လေသိန်းနေတဲ့အခါမှာလဲကျွန်တော်2မျိုးရှိတယ်ဗါလဲခဏသိန်းတာနဲ့အကြာကြီးသိန်းတာမနေ့ကပြောခဲ့နော်လွယ်လွယ်ကူပြအဲ့လိုလေးပြောခဲ့တယ်နော်အဲ့တော့ဒီ RAM ဆိုတဲ့ random access memory ဆိုတဲ့ RAM လေးကျွန်တော်ခဏပဲသိတာလားဘယ်လိုခဏလဲဆိုတော့ PC ဒီကျွန်တော် power on ထားတဲ့အချိန်မှာပဲအဲ့ပေါ်မှာ data သိနေရအောင် data ရှိနေမယ်ပေါ့ data ရှိနေမယ် power ပိတ်လိုက်လေကျွန်တော် shut down လုပ်လိုက်တာနဲ့ဒီပိုင်းနဲ့အဲ့ပေါ်မှာဘာမှမရှိတော့ဟုတ်ပြီနော် okay အဲ့တော့ကျွန်တော်နည်းနည်းလေးပြောကလေးတို့ကျွန်တော်တို့ဘယ်လိုလုပ်လဲစကူနာကိုသုံးရင် power clock နှိမ့်လိုက်တယ်နှိမ့်လိုက်တာနဲ့ကွန်ပျူတာတက်သုံးလို့ရပါလားမရသေးဘူးခဏစောင့်ပါသေးတယ်ဟုတ်တယ်မလားခဏစောင့်ပါသေးတယ်အဲ့ဒီခဏစောင့် loading wine လေးလဲနေတယ်နော် wine လေးလဲနေအဲ့ဒီ state ဒီဘာအထဲမှာဘာလုပ်နေရလဲဘယ်လိုထင်လဲဝိုင်းလဲနေတာတော့သိတယ်နော်ဝိုင်းလဲနေတော့မြင်ဘူးလေအဲ့ state ဒီအထဲမှာဘာ process ကိုလုပ်နေရလို့ထင်လဲ CPU ကနေဖတ်နေရလို့ လုံးဝပိတ်နေကွန်ပျူတာအပိုင်းတွေကိုပြန်ပြီးတော့နှိုးတယ်ဗျာတာနည်းနည်းအတန်လေးကြဲကြဲလေးလုံးဝပိတ်နေတဲ့ကွန်ပျူတာအပိုင်းတွေကိုပြန်နှိုးတယ်လုံးဝပိတ်နေတဲ့ကွန်ပျူတာအပိုင်းတွေကိုနှိုးတာအဲ့လိုလားဟုတ်ပြီ okay ကဲနောက်လူရောလူကြီးလေးများထင်တယ်တစ်ကိုကွန်ပျူတာကနေပြီးတော့မှဖတ်နေရလားဟုတ်လားဗျာသိမကြဘူးဗျာအဲ့ဒီဟိုစတစ်ကိုကွန်ပျူတာကနေဖတ်နေတာလားလို့စကန်ပုံစံမျိုးဖတ်တာစကန်လိုမျိုးဖတ်တာโอเคပါတန်ကြီးပါကျေးဇူးများတင်ပါတယ်အဲ့တော့ဆိုလိုတဲ့သဘောဒီကျွန်တော် Windows တက်မလာသေးဘူး desktop ပေါ်မလာသေးဘူးတက်သုံးလို့မရသေးဘူးဆိုလိုတဲ့သဘောဒီဘာအထက်မှာဘာ process လုပ်သွားလဲလို့ပြောရမလဲဆိုရင် hard drive ထဲတနည်းအားဖြင့် SSD ဆိုရဲ auxiliary storage တွေမှာရှိတဲ့ operating system RAM ကိုဆွဲတင်တယ်အဲ့ဒီ process ပြန်ပြောပါမယ်ကျွန်တော်ကွန်ပျူတာဖွင့်လိုက်တဲ့အချိန်ကနေစပြီးတော့ desktop ကြီးပေါ်လာသုံးလို့ရတဲ့အချိန်ဒီအထဲမှာဘာလုပ်နေရလဲဆိုတော့
RAM ပေါ်မှာရှိတဲ့ operating system sorry hard drive တို့ဒီပုံရင် SSD မှာရှိတဲ့ operating system ကိုဘယ်ပေါ်ဆွဲတင်လဲဆိုတော့ RAM ပေါ်ဆွဲတင်တယ် RAM ကိုရောက်တော့မှအဲ့ဒီ system တစ်ခုဒီ operating system ကိုကျွန်တော်တို့ကွန်ပျူတာကြီးကို ready to use ဆက်အောင်လို့ရပါပြီ user တော့ပါမလားမသိဘူးအဲ့လိုဆိုရင်ပြောစရာရှိတယ်မေးစရာရှိတယ်ပေါ့ hard disk ထဲမှာရှိနေတာဗျာ RAM မတက်ဘဲနဲ့ hard disk ကနေတန်းသုံးလို့မရဘူးလားမရပါဘူး hard disk ရဲ့ speed နဲ့ CPU ရဲ့ speed နဲ့အကွာကြီးပါအဲ့တော့အဲ့ရတစ်ခုကျွန်တော် data process လုပ်ဖို့စောင့်ဖို့ခေါ်ရပြီဆိုလို့အကြာကြီးပဲအဲ့တော့ရှိသည်လုပ်လို့ရမယ့်ဟာမှန်သမျှကိုဒီဘက်ကိုကျွန်တော်တို့ RAM ကိုကုန်ဆွဲတက်ထားလိုက်ဒါတော့ထပ်နှေးသေးမှဆိုလို့ထပ်နှေးမှဆိုလို့ဘာခံလဲဆိုကြားထဲမှာ cache memory ပါတက်ခံလိုက်တယ်တော့ပေါ့မလားမသိဘူးညနေနော်ညလုံးနဲ့မြင်မလားမသိဘူးနော်တဘောကဒါပဲနော်ဟာအိမ်မှာရှိတဲ့ပစ္စည်းတွေကအိမ်မှာထားတယ်အေးကျောင်းလူကကျောင်းမှာရှိနေတယ်အဲ့တော့လိုအပ်ရင်အိမ်ကိုသူတော်ကတော့ပြန်ယူရမှာအဲ့လိုမယူတော့လိုအပ်တဲ့ပစ္စည်းကိုကျောင်းက locker ထဲမှာထည့်ထားလိုက်တယ် RAM ကိုတင်ထားလိုက်တယ်ဆိုတော့locker ထဲဆိုတော့ကျွန်တော်နည်းနည်းရှောက်ရသေးတယ်အဲ့တော့ cache memory ရဲ့ဆိုတဲ့သဘောဖြစ်သွားအောင်ကျွန်တော်ဘေးနားမှာထားလိုက်တယ်အဲ့တော့လိုအပ်ရင်လိုအပ်တာဆွဲသုံးပြီးယူလိုက်အောင်ဒီသဘောပဲအားလုံးမျက်လုံးနဲ့မြင်လားမသိဘူး ဟုတ်ကဲ့ okay ဒီလိုဒီ process ကိုကျွန်တော်လုပ်ရ RAM ကိုရောက်တော့မှအဲ့ဒါသုံးရကဲကျွန်တော် system ကို shut down လုပ်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီ RAM ပေါ်မှာဘာ data မှမကျန်ခဲ့တော့ပါဘူးဘာမှမရှိတော့ဘူးအဲ့ကြောင့်သူ့ကိုကျွန်တော်တို့က volatile အငွေ့ပြန်သွားတယ်ခဏ temporary ပဲမှတ်လို့ရတယ်ဆိုလိုခြင်းဖြစ်ပါတယ်